ဒီနေ့ webinar ရဲ့ agenda လေးကိုပြောပြပေးတော့ပါမယ်ရှင်။နံပါတ်1ကတော့ webinar လေးကိုတက်ရောက်တဲ့သူတွေအားလုံးကို welcome လုပ်မှာပဲဖြစ်ပါတယ်။နံပါတ်2မှာတော့ဒီနေ့ webinar လေးအကြောင်းကိုအချင်းချုပ်ပြောပြပေးတော့ပါမယ်ရှင်။နံပါတ်3အနေနဲ့ညီမတို့ရဲ့ Uniland Organization အကြောင်းလေးကိုမိတ်ဆက်ပေးတော့ပါမယ်။နံပါတ်4အနေနဲ့ကတော့ပြောပြပေးတော့မယ့် guest speaker မှာနန်းချွန်းကျော်ကိုအကြောင်းလေးကို introduce လုပ်ပေးတော့ပါမယ်ရှင်။အစီအစဉ်5ကတော့ memory photo taking session လေးဖြစ်ပါတယ်။အစီအစဉ်6မှာတော့ guest speaker မှာနန်းချွန်းကျော်လေးရဲ့ sharing session လေးစပါမယ်ရှင်။ sharing session လေးပြီးရင်တော့နောက်မှာ Q&A session လေးကိုထည့်ထားပါတယ်။နောက်ဆုံးအနေနဲ့ webinar လေးကိုအဆုံးသတ်သွားမှာပဲဖြစ်ပါတယ်ရှင်။ဟုတ်ပါတယ်။အစီအစဉ်သေးရ7 days 7 paths ready to study abroad ရဲ့ day 7 webinar လေးကိုတက်ရောက်ပေးကြတဲ့သူတွေအားလုံးနဲ့နန်းချွန်းကျော်ကိုလည်းကြိုဆိုပါတယ်ရှင်။ Warmly welcome by everyone ။ဒီနေ့ topic လေးကတော့ study abroad in Thailand ပဲဖြစ်ပါတယ်။ဒီနေ့ webinar လေးကိုအချင်းချုပ်ရှင်းပြပေးတော့ပါမယ်ရှင်။ဒီနေ့ webinar လေးကတော့မြန်မာကျောင်းသူကျောင်းသားလေးတွေအတွက်ကိုယ့်အတွက်ကိုက်ညီတဲ့နိုင်ငံရွေးနိုင်ဖို့ထောက်ပံ့တစ်ခုချင်းစီကိုရှင်းပြပေးပြီး preparation ကနေ professional growth your study abroad entire process တစ်ခုလုံးကိုနားလည်တတ်အောင်ကိုယ့်အတွက် suitable ဖြစ်ဆုံးကိုရွေးချယ်ထားတဲ့နိုင်ငံမှာ study လုပ်ဖို့အဆင်သင့်ဖြစ်စေဖို့လိုအပ်တဲ့ essential insights တွေကို guest speaker ကနေ sharing လုပ်သွားမှာပဲဖြစ်ပါတယ်။ဒါလေးကတော့ညီမတို့ webinar လေးရဲ့ mission goal လေးဖြစ်ပါတယ်။အခုကတော့ညီမတို့ Uniland Organization အကြောင်းလေးကိုအနည်းငယ်ပြောပြပေးတော့ပါမယ်ရှင်။ညီမတို့ Uniland ကတော့ International Exam Preparation Courses တွေကို free သင်ကြားပေးတဲ့ non-profit youth organization ဖြစ်ပါတယ်။ညီမတို့ mission လေးကတော့ပညာရေးဆိုင်ရာ resources အမျိုးမျိုးကိုအခမဲ့ထောက်ပံ့ပေးရန် critical thinking skills တွေတိုးတက်လာစေရန် supportive ဖြစ်တဲ့ environment လေးတစ်ခုတည်ဆောက်ရန်ဖြစ်ပါတယ်။ညီမတို့ရဲ့ vision လေးအနေနဲ့ကတော့မျှော်မှန်းထားတာလေးကပညာရေးဆိုတာလူသားအားလုံးရရှိတဲ့ universal right အခွင့်အရေးဖြစ်ပြီးပညာရေးအဆင့်မြင့်တင်ခြင်းဖြင့်လူသားအားလုံးရဲ့မိသားစုဘဝလူမှုပတ်ဝန်းကျင်တွေကိုပုံမကောင်းမွန်လာစေမယ်လို့ယုံကြည်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီအလေးတွေကတော့ညီမတို့ပြုလုပ်နေတဲ့ project လေးတွေပဲဖြစ်ပါတယ်။ Covo Club ကတော့ weekly study နေ့တိုင်းလုပ်နေတဲ့ English speaking practice club လေးဖြစ်ပါတယ်။ GED IELTS SAT and General English classes တွေရော basic coffee knowledge class တွေရောရှိပါတယ်။ပြီးတော့ညီမတို့ Uniland မှာ volunteer training လေးတွေလည်းလုပ်နေပါတယ်။ဒီမှာရေးထားတဲ့အတိုင်း graphic design တွေ project management တွေအစသဖြင့် training လေးတွေလည်းပေးနေပါတယ်ရှင်။အခုလက်ရှိလုပ်နေတဲ့ Learner Spot podcast လေးကတော့ညီမတို့ Uniland Facebook page လေးရဲ့ Telegram group ထဲမှာဗီဒီယိုလေးတွေတင်ပေးနေပါတယ်ရှင်။ participants လေးတွေအနေနဲ့လည်းစိတ်ဝင်စားတဲ့ဆိုရင်တွားကြည့်လို့ရပါတယ်နော်။ဟုတ်ကဲ့ပါအခုကတော့ညီမတို့ရဲ့ guest speaker လေးနန်းချွန်းကျော်ကိုအကြောင်းလေးကိုမိတ်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။နန်းချွန်းကျော်ကတော့ English tutor အနေနဲ့9နှစ်ကျော် experience ရှိပြီး social science and sustainable development ကို specialize လုပ်နေသူတဦးဖြစ်ပါတယ်။နန်းချွန်းကျော်ဟာဆိုရင် communication နဲ့ practical language use ကိုလည်း focus အများဆုံးထားတဲ့သူတစ်ယောက်လည်းဖြစ်ပြီးကျောင်းသူတွေရဲ့ရည်မှန်းချက်တွေကိုပြည့်နိုင်ဖို့ educator တဦးအနေနဲ့လည်းကူညီဖြည့်ပေးနေသူတဦးလည်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီအကြောင်းလေးတွေပြောပြပေးသွားပြီးဆိုတော့ sharing session လေးမစခင်မှာ memory အတွက်ဓာတ်ပုံလေးရိုက်မှာအကြောင်းကင်မရာလေးတွေအဆင်ပြေတယ်ဆိုရင်ဖွင့်ပေးကြပါအောင်နော်ကင်မရာဖွင့်ဖို့အဆင်မပြေလူလေးတွေကလည်းreaction လေးတွေပေးလို့ရပါတယ်နော်ဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်တန်နီတက်ပုံလေးရိုက်ပေးပါအောင်နော်ဟုတ်ကဲ့ပါရှင်ဓာတ်ပုံလေးရိုက်ပြီးတော့မှဖြစ်တာကြောင့်ကင်မရာလေးတွေဖွင့်ပြီး request လုပ်ချင်ပါတယ်ရှင်အကယ်လို့ကင်မရာလေးတွေမဖွင့်နိုင်ဘူးဆိုရင်လည်းreaction လေးတွေပေးလို့ရပါတယ်ရှင်page က2ခုရှိတာကြောင့်ဒီလို page 2ခုနဲ့ဓာတ်ပုံ2ပုံရိုက်သွားပါမယ်ရှင်ထိုင်မှာလေးစပြီးတော့ခေါ်ပြပါမယ်ကိုကြိုက်နှစ်သက်ရက post ပို့ပေးနိုင်ပါပဲရှင်1 2 3ဟုတ်ကဲ့ပါရှင်ဒါဆိုဒုတိယပုံလေးရိုက်ကိုဆက်ရိုက်လိုက်ပါမယ်ရှင်ကိုကြိုက်နှစ်သက်ရပုံလေးပေး post လေးပေးထားနိုင်ပါတယ်ရှင်1 2 3ဟုတ်ကဲ့ပါရှင်အခုလိုမျိုးဓာတ်ပုံရိုက်တဲ့မှာပါဝင်ပေးခဲ့ကြတဲ့ participant တွေအကုန်လုံးကျေးဇူးများတင်ပါတယ်ရှင်အဲဆိုရင်ဆက်ပြီးတော့ webinar လေးစလို့ရပါပြီ
ဟုတ်ကဲ့ပါရှင်တပ်ပုံလေးရှာပြီးတော့ပြီဆိုတော့ sharing session လေးစလိုက်ပါတော့မယ်အမနန်းချွတ်ချွတ်စာပြီးတော့ sharing လုပ်လို့ရပါတယ်နော်အမ screen share လို့ရပါတယ်ရှင်ဟုတ်ကဲ့ပါဆိုတော့စวัสดีค่ะเนาะအားလုံးမင်္ဂလာပါဆိုတော့ဒီနေ့study in Thailand ဆိုတော့ပေါ့နော်ဆိုတော့ Thai လို့လေးနှုတ်ဆက်လိုက်ပါမယ်အကုန်လုံးကြားရတယ်လို့ထင်ပါတယ်เนาะကြားရဆို react လေးတစ်ချက်လောက်ပေးလို့ရလား Okay thank you ပါကျေးဇူးတင်ပါတယ်ဆိုတော့အမကကြတော့ခုနကတော့ကလည်းပေါ့နော်ဒီ Fasi ကနေပြီးတော့အမအကြောင်းမိတ်ဆက်ပေးပြီးသွားပြီဆိုတော့ထွေထူးတော့မရှိဘူးပေါ့နော်ဆိုတော့အမပြန်ပြီးတော့မိတ်ဆက်ပေးပြစီအမနာမည်ကတော့နန်းချွန်ချွန်ကျော်ဖြစ်ပါတယ်ပေါ့နော်အမကအခုလောလောဆယ်မှာချင်းမိုင်တက္ကသိုလ်မှာSocial Science and Sustainable Development Major နဲ့ Second Year တက်နေတာပေါ့နော်ဆိုတော့အမက2024မှာ Doctor's Rising Scholarship ကိုလည်းရထားပါတယ်ဆိုတော့ဒီနေ့အမက Study in Thailand နဲ့ပတ်သက်ပြီးတော့မှအမတကယ် emphasize လုပ်ပြီးတော့ပြောသွားမယ့် uni ကတော့အမအခုတက်နေတဲ့ချင်းမိုင်တက္ကသိုလ်အကြောင်းကို emphasize လုပ်ပြီးတော့ပို့ပြီးတော့ပြောသွားမယ်ပေါ့နော်ဒါပေမဲ့လည်းတခြားသောကိုစိတ်ဝင်စားတဲ့ဒီ university အကြောင်းလေးရှိရဆိုရှင်လည်းအမသိတယ်လောက်ဖြည့်ပေးသွားမယ်ပေါ့နော်ပြီးသွားလို့ရှိရင်အမဒီ Thai ဘက်ကိုကျောင်းလာတက်ချင်တဲ့အခါကြလို့ရှိရင်အမရထားတဲ့ Doctor's Rising Scholarship တခုလည်းမဟုတ်ဘဲနဲ့အခြားသောဘယ်လိုမျိုး scholarship တွေရှိအောင်လဲဆိုတဲ့ဥစ္စာလေးပါအမတစ်ချက် sharing လုပ်ပြီးသွားမယ်ပေါ့နော်ပြီးတော့အခုလောလောဆယ်မှာဒီ application ဖွင့်နေတဲ့ scholarship တွေရှိရဲ့အတွက်ကြောင့်မို့လို့လေအဲ့ဒါလေးတွေကိုcarry ရှောက်ချင်တယ်ဆိုလို့ရှိရင်အမကတစ်ချက်ပြပြပေးသွားပါမယ်ဆိုတော့အမ screen လေး share လိုက်မယ်နော်screen လေးမြင်ရလားဟုတ်ကဲ့မြင်ရပါတယ်ရှင်အမရပါတယ် okay ဆိုတော့ပေါ့နော်အမအရင်ဦးဆုံးintroduce လုပ်ပေးချင်တာကကြတော့ဒီအမဒီနေ့ပြောသွားမယ့် context ပေါ့နော်ဆိုတော့ပထမဦးဆုံးအနေနဲ့အမရဲ့ university overview အကြောင်းလေးကိုအမပြောသွားမယ်ပြီးသွားရင်ဒီ university requirements တွေပေါ့နော်ဆိုတော့ချင်းမ university အပြင်ကိုမှဒီ Thai နိုင်ငံမှာရှိတဲ့ university တော်တော်များများကိုတက်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုး requirements တွေလိုအပ်နိုင်လဲဆိုတဲ့ဥစ္စာရဲ့ပြီးသွားရင်ခုနပြောသလိုပဲ scholarship opportunities တွေပြီးတော့ဒီမှာ Thai မှာကျောင်းတက်ရတဲ့ university life ကဘယ်လိုလဲပေါ့နော်ဆိုတော့အရှိက6ရက်မှာလည်းအခြားနိုင်ငံတွေမှာတက္ကသိုလ်တက်ရတဲ့အခါမှာ university life ကဘယ်လိုလဲဆိုတာကြားခဲ့ပြီးဖြစ်မယ်ပေါ့နော်ဆိုတော့ကိုကြိုက်နေတဲ့တက္ကသိုလ်ရွေးချယ်တဲ့အခါမှာဒီ university life ကို compare လုပ်ပြီးတော့လည်းရွေးချယ်လို့ရအောင်လို့အမဒါလေးကိုထည့်ပေးထားတာဖြစ်တယ်ပြီးတော့လို့ရှိရင်တော့ဒီကြိုပြီးတော့မေးခွန်းလေးဖတ်လိုက်တဲ့အခါမှာလည်းချို့ကြတော့ visa process ကိစ္စလေးမေးထားတာလေးရှိတယ်ပေါ့နော်ဆိုတော့ visa process ကတော့အမအရင်တော့မရှင်းသွားတော့ဘူးဒီရိုးရိုးရှင်းရှင်းလေးပဲပေါ့နော်ဆိုတော့အရင်ဆုံးအနေနဲ့အမချင်းမ University အကြောင်းရှင်းပြရမယ်ဆိုလို့ရှိရင်ချင်းမ University ဒီ public university တစ်ခုဖြစ်ပါတယ်အမတို့ Thai မှာပေါ့နော်တက္ကသိုလ်ရွေးချယ်တဲ့အခါကြာလို့ရှိရင်ဒီ public နဲ့ private ဆိုပြီးတော့ရှိရပေါ့နော်ဆိုတော့ public university ထဲမှာတော့အမအခုတက်ချင်းမိုင် University ရှိမယ်ပြီးသွားလို့ရှိရင်လူသိအရမ်းများတဲ့ချူလာလောက်ကုန်း University တို့ပြီးသွားလို့ရှိရင် Mahidol University တမာဆက် University အဲ့ဒါလေးလည်းရှိရပေါ့နော်ဆိုတော့ချင်းမိုင် University ကတော့အမတို့ဒီထိုင်းနိုင်ငံရဲ့ top 3 University တွေကUniversity တစ်ခုဖြစ်တယ်ပြီးသွားလို့ရှိရင်တော့World Rank ကတော့ပေါ့နော်တနေ့နဲ့တနေ့ပြောင်းနေတာဆိုအမရှာကြည့်လိုက်တဲ့အခါမှာတော့900နီးပါးလောက်တော့တွေ့ရပေါ့နော် but အမအရင်တော့မသိချဘူးပေါ့နော်ဆိုတော့ဒါမဲ့လည်းအဲ့လောက်ဝင်းကျင်တော့ရှိရဲဆိုပြီးတော့အမသိရတယ်ပြီးသွားလို့ရှိရင် तू ကဟိုချင်းမိုင်မှာအခြေတည်ထားတဲ့ public university တစ်ခုဖြစ်တယ်ပေါ့နော်ပြီးသွားရင်အမတို့ဒီချင်းမိုင်တက္ကသိုလ်မှာ international undergraduate program 19ခုရှိပါတယ်ဆိုတော့ undergraduate ဆိုတာကြအမ bachelor programs တွေပေါ့နော်ဆိုတော့ဘွဲ့ကြို program တွေရှိရယ်ဘွဲ့ကြို program တွေအပြင်အကယ်၍ဒီကိုကမြန်မာနိုင်ငံမှာ bachelor ပြီးသွားပြီ undergraduate program ပြီးသွားပြီဆိုလို့ရှိရင် master degree အနေနဲ့လည်းဆက်ပြီးတော့သင်ကြားလို့ရတဲ့ programs တွေရှိသေးတယ်ပေါ့နော်ဆိုတော့အမကတော့အခု undergraduate program ကိုသင်ကြားနေရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ programs တွေအကြောင်းကိုပဲပို့ပြီးတော့ focus လုပ်သွားမယ်ပေါ့နော်ဆိုတော့အကယ်၍ graduate program တွေအကြောင်းသိချင်တယ်ဆိုလို့ရှိရင်တော့အမတို့ဒီချင်းမိုင် University website လေးရှိပါတယ်အဲချင်းမိုင် University website ထဲမှာတစ်ချက်သွားပြီးတော့ဝင်ပြီးကြည့်လို့ရတယ်ပေါ့နော် Okay အဲ့ဆိုတော့အမတို့ဂျာကတော့ဒီ available programs တွေပေါ့နော်ဆိုတော့ဒီမှာကိုစိတ်ဝင်စားတဲ့ program ရှိလားဆိုတာကိုတစ်ချက်လောက်ကြည့်လို့ရတယ်ဆိုတော့အမတို့ဒီချင်းမိုင် University မှာဆိုလို့ရှိရင်ပထမဆုံးဒီ accountancy လို့ခေါ်တဲ့ accountant major တွေရှိရယ်ဒီစည်ရင်းကိုင်နဲ့ပတ်သက်တဲ့ဥစ္စာတွေပေါ့နော်ဆိုတော့ပြီးသွားလို့ရှိရင် engineering နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင် civil engineering တွေရှိရယ် engineering ကတော့အများကြီးရှိရယ်ပေါ့နော်မတို့ software engineering တွေလည်းရှိရယ်ပြီးသွားလို့ရှိရင်ဒီမှာမြင်ရတဲ့အတိုင်းဆိုလို့ရှိရင် information systems and network engineering လို့ခေါ်တဲ့ဟာမျိုးတွေလည်းရှိရယ်ပြီးတော့ digital innovation ဘိုင်းနဲ့ဆိုင်တဲ့ဟာတွေပြီးတော့ economics ပေါ့နော်ဆိုတော့
economic ဘိုင်းနဲ့ဆိုင်တဲ့ဥစ္စာတွေ electrical ဘိုင်းနဲ့ဆိုင်တဲ့ဟာတွေ environmental science နဲ့ဆိုင်တဲ့ဟာတွေเนาะဆိုတော့ဒီမှာကဲပြီးပို့ပြီးသိချင်တယ်ဆိုလို့ရှိရင် screenshot လေးလည်းယူထားလို့ရတယ်ပြီးတော့လို့ရှိရင်အမနဲ့တူ university အဲ့ website လေးကိုလည်းတစ်ချက်သွားဝင်ပြီးတော့ကြည့်ကြမယ်ပေါ့နော်ဆိုတော့ဒီမှာကျမ university မှာပြောမယ်ဆိုရင်ဒီပို့ပြီးတော့ပေါ့နော်နာမည်ကြီးရဲ့ဒီ major လေးတွေတော့ရှိတာပေါ့ဆိုတော့နာမည်ကြီးရဲ့ဆိုလို့ရှိရင်အမခုတက်နေတဲ့ဒီ semester 6မှာရှိရဲ့ social science and sustainable development ပေါ့နော် SSSD လို့ခေါ်တဲ့ major ဒါကကြတော့ပြောမယ်ဆိုလူမှုသိပ္ပံအကျိုးပြု major ပေါ့အဲ့လိုပုံစံမျိုးသတ်မှတ်လို့ရတယ်အဲ့ဒါလေးဆိုလည်းနာမည်ကြီးရဲ့ပြီးတော့လို့ရှိရင်ဒီ economics ပေါ့နော်ဆိုတော့ eco ဆိုလို့ရှိရင်လည်းတော်တော်များများလာပြီးတော့တက်ကြတယ်ပြီးသွားရင်နောက်တစ်ခါ ES ပေါ့နော် environmental science ဆိုလို့ရှိရင်လည်းတော်တော်နာမည်ကြီးပါတယ်ဆိုတော့ကိုယ်ကဲပြီးစိတ်ဝင်စားတဲ့ဘာသာရဲ့ဒီ major ကြည့်ရဆိုလို့ရှိရင်ရှောက်လို့ရတယ်ပြီးတော့အမတို့ဘေးနားမှာပြထားတဲ့ဒီ number of students ဆိုတဲ့ဥစ္စာကကြတော့ဒါက major alike သူကတစ်နှစ်ကို international student ခေါ်တဲ့ကျောင်းသားအရေးအတွက်ပေါ့နော်ဆိုတော့တချို့ major တွေဆိုလို့ရှိရင်ကျောင်းသားရေးအတွက်တော်တော်နည်းနည်းခေါ်တာပဲတွေ့ရတယ်အဓိကတော့ nursing ပေါ့နံပါတ်7လေးမှာရှိရင် nursing science ဆိုတဲ့ဥစ္စာဒီ medical ဘိုင်းနဲ့ပတ်သက်ပြီးတော့ကြတော့ကျမ university မှာဒီဆေးကျောင်းဆိုပြီးတော့တက်လာတက်လို့ရတာမျိုးတော့မရှိဘူး။သို့ပေမဲ့အကယ်၍ကိုကကြီး medical ဘိုင်းကိုစိတ်ဝင်စားရဲဆိုလို့ရှိရင် nursing တော့လာတက်လို့ရတယ်။သို့ပေမဲ့ခေါ်တဲ့လူကြီးအတွက်ကတော့နည်းတယ်ပေါ့နော်။ဆိုတော့တစ်နှစ်ကိုမှသူက15ယောက်ဝင်းကျင်ပဲခေါ်တယ်။အမတက်နေတဲ့ major ဆိုလို့ရှိရင်တစ်နှစ်ကိုသူက25ယောက်ပေါ့နော်25ယောက်။ဒါပေမဲ့သူကကျမ university ကတော့ round တွေခွဲပြီးခေါ်တာတော့ရှိတယ်။ဆိုတော့ round 3 round ခေါ်တယ်ပေါ့နော်ဆိုတော့ round ဆိုတာကြအမတို့သူဝင်ခွင့်ခေါ်တဲ့အချိန်ကာလ3ကာလဖွင့်ပေးထားတယ်ဆိုတော့3ကာလဖွင့်ပေးထားတယ်ဆိုတော့အဲ့3ကာလအတွင်းမှာဒီတစ် round ကိုခေါ်တဲ့လူကြီးအတွက်ပေါ့နော်ဆိုတော့တစ် round ကိုလူကြီးအတွက်ဥမာ15ယောက်ခေါ်တယ်ဆိုလို့ရှိရင်round 3ခုဆိုလို့ရှိရင်45ယောက်ပေါ့အဲ့လိုမျိုးတော့ရှိတယ်နော်ဆိုတော့ဒါကကြတော့ဒီဝင်နိုင်ဖို့ chance ပေါ့နော်ဆိုတော့ဝင်နိုင်ဖို့ chance ကကြတော့အဲ့လောက်လူကြီးအတွက်တစ်နှစ်ကိုဒီ major like ပြီးတော့ခေါ်တာရှိပါတယ်ဆိုတော့အမနဲ့တူဒီ CMUIPAS ဆိုတဲ့ဥစ္စာလေးကိုတစ်ချက်ဝင်ကြည့်ကြမယ်ပေါ့နော်ဆိုတော့အခုကကျမ University ကအမတို့ဒီဝင်ခွင့်ရပေါ့နော် round 1ကတော့စပြီးတော့ဖွင့်နေပြီခဏလေးနော်အမနဲ့တူဒီဥစ္စာလေးကိုဝင်ကြည့်အမခဏ stop share လိုက်မယ်နော် website တွေကိုတစ်ချက်ဝင်ပြပါမယ်Okay screen လေးမြင်ရလားဟုတ်ကဲ့ပါမြင်ရပါတယ်ရှင်အမ Yeah နော် Okayဆိုတော့အမတို့အခုကဒီပေါ့နော်ဒီ CMU IPAS ဆိုရဲဒီ website လေးရှိရပေါ့နော်အဲ့ CMU IPAS ဆိုရဲ website ထဲကိုဝင်လိုက်ပြီဆိုလို့ရှိရင်အမတို့ဒီမှာအခုလောဆယ်ဖွင့်နေတဲ့ major လေးတွေ့ရပါလိမ့်မယ်ဒီမှာဆိုလို့ရှိရင်အမတို့ programs အနေနဲ့ဆိုလို့ရှိရင်ဒီ accountant တွေပါရဆိုလို့ရှိရင်လည်းရှိတယ်သူက admission timeline ကိုအမတစ်ချက်လောက်ပြပေးမယ်နော်ဒီမှာ admission timeline ကကြအခုအမားတို့တွေ November လကနေပြီးတော့ဒီ December 18ရက်နေ့အထိပေါ့နော်ဒါက round 1လို့သတ်မှတ်လို့ရတယ်ပထမဦးဆုံးဒီ application timeline ပေါ့နော်ဆိုတော့အကယ်၍ကိုကဒုတိယ round မှာရှောက်ချင်နေဆိုလို့ရှိရင်ဒုတိယ round ကဘယ်မှာစမလဲဆိုတော့အမားတို့ February 17ရက်နေ့နဲ့ March 17ရက်နေ့ကြားပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာစမယ်round 3တကယ်လို့လေရှောင်းချင်တယ်ကိုကဒီ university ကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်အမားကကြတော့ round 3ကိုအားမပေးပါဘူးဘာဖြစ်လို့လဲဆိုတော့ round 3ကကြတော့ तू ကပုံမှန်အားဖြင့်ဆိုလို့ရှိရင်ဘယ်တက်ကတူမဆိုပေါ့နော်ဘယ်တက်ကတူမဆို तू ကဒီထိုင်းနိုင်ငံအတွင်းမှာရောက်ပြီးသား international student တွေ तू ကပို့ပြီးတော့ဦးစားပေးရဲဘာဖြစ်လို့လဲဆိုတော့ visa process တွေအနေနဲ့ तू က complicated ဖြစ်နိုင်တယ်ပေါ့နော်အကယ်ဘာဖြစ်လို့ဆိုတော့ तू ကဒီမေလမှာက round နောက်ဆုံး round ဖွင့်တယ်နောက်ဆုံး round ဖွင့်တယ်ဆိုပေမဲ့ဂျွန်လမှာကအကြောင်းဖွင့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကဲပြီးကိုကpassport တွေဘာကြိုမလုပ်ထားဘူးပြီးတော့လို့ရှိရင် visa process ကအရင်ကြာနေရမျိုးဘာလို့အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင် तू ကဒီဘက်ကရောက်နေတဲ့သူတွေပို့ပြီးတော့ဦးစားပေးလေးရှိတယ်ပေါ့နော်အဲဆိုတော့ဒီ round 1နဲ့ round 2ကတော့ကိုဒီဥစ္စာတွေကိုဝင်ခွင့်ရဖို့အတွက်အသေးချာဆုံးဖြစ်ပါတယ်ပေါ့နော်ဆိုတော့အခုလောလောဆယ်ကကြတော့ तू ကပြီးတော့ round တစ်ခုချင်းစီတိုင်းမှာmajor တွေကခွဲပြီးတော့ခေါ်လေးရှိတယ်အခုအမအခုတက်နေတဲ့ဒီ social science and sustainable development ဆိုလို့ရှိရင် तू ကအခုလောလောဆယ်ခေါ်တာမပါသေးပါဘူးเนาะမပါသေးဘူးဒီမှာတော့ तू ကဒီမှာတော့ပြထားတယ်ဒါပေမဲ့အခုတော့ရှောက်လို့မရသေးဘူးထင်တယ် तू ကပုံမှန်အဖြစ်ဆိုလို့ရှိရင် round 2မှာတော့စပြီးတော့ခေါ်လေးရှိတယ်ဆိုတော့ तू ဒီမှာရှောက်လို့ရတဲ့ major တွေရှိရဲအဲ့ဒါကိုနှိပ်ပြီးတော့မှသူ့ရဲ့ application process အတိုင်းရှောက်လို့ရတယ်အဲ့ဆိုတော့အမားတို့တွေဒီဟာကိုရှောက်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဟာတွေလိုမလဲပေါ့ဒါကကြတော့လေသူချင်းမ university တခုလည်းမဟုတ်ဘူးပေါ့နော်အမဒီထိုင်းနိုင်ငံက public university တော်တော်များများကိုကြည့်မိတဲ့အခါမှာအကုန်လုံးရဲ့ requirements တွေက
အတူတူနီးပါးသွားကြတယ်ပေါ့နော် requirements တွေအတူတူနီးပါးသွားကြတယ်ဆိုတာဘာဖြစ်လို့လဲဆိုတော့ဒီထိုင်းနိုင်ငံမှာ public university ဆိုလို့ရှိရင်သူကလုံးဝ10ရန်အောင်ရုံနဲ့မရဘူးပေါ့နော်ဆိုတော့အမတို့မြန်မာနိုင်ငံရဲ့တက္ကသိုလ်မှာပထမနှစ်သို့မဟုတ်ဒုတိယနှစ်ပြီးသွားတဲ့အခါကျမှဒါမှမဟုတ်လို့ရှိရင်လည်းကိုကအခုနောက်ပိုင်းဆို GED ရန်ဖြေကြရတယ်နော်ဆိုတော့ GED ပြီးသွားတဲ့အခါကျမှသူတို့ကဝင်ခွင့်လက်ခံတယ်ဆိုတော့အမတို့ဒီမှာသူ require documents တွေကိုလည်းပြထားပြီးရယ်ဥပမာကိုက10ရန်အောင်ထားရဆိုလို့ရှိရင်လည်း10ရန်အောင်လက်မှတ်ရော10ရန်အောင်စရင်းအောင်စရင်းမှာအမှတ်စရင်းတွေအဲ့ဒါတွေဟိုဖြစ်မယ်ပြီးတော့ကိုကဥပမာ university transcript နဲ့ရှောက်မယ်ဆိုလို့ရှိရင်လည်းဒီ university ဘက်ကနေပြီးတော့ official ထုတ်ပေးထားတဲ့ transcript တွေအဲ့လိုဟာမျိုးတွေနဲ့ရှောက်လို့ရတယ်ဒါပေမဲ့တချို့ကျတော့လေအခုနောက်ပိုင်းကျတော့နည်းနည်းလေးပြဿနာတက်တာကျတချို့ unit တွေက transcript ထုတ်လို့မရတာတွေဘာမျိုးတွေအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ဒီဘက်ကျောင်းကိုတစ်ချက် email ပို့ပြီးတော့မှကိုအဆင်မပြေတဲ့အကြောင်းကိုပြောလို့ရတယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်သူတို့ ਨੇ ဒီ negotiate လုပ်လို့ရလားတစ်ချက်ပြန်ပြီးတော့ညှိလို့ရတယ်ပြီးသွားလို့ရှိရင်တော့အမားတို့ကဥမာGED ဆိုလို့ရှိရင်လည်း GED လိုတယ်ပေါ့နော်တခြားသောဒီ certificates တွေကကြတော့ personal documents တွေအနေနဲ့ဘာလေးလိုမလဲဆိုတော့အမားတို့အဓိကတော့ passport ပါပဲpassport ရှိမှရှောက်လို့ရတယ်လို့တော့ဖြစ်တယ်ပေါ့နော်ဆိုတော့ passport ရှိမှပို့ပြီးတော့အဆင်ပြေတယ်ဒါပေမဲ့အမအသိထဲမှာဆိုတချို့ဆိုလို့ရှိရင်လေ passport မရှိတဲ့သူတွေ passport မရှိဘူးဆိုတာကဥပမာရှောက်နေစေကာလမှာသူကpassport ရှောက်ထားစေဖြစ်နေတဲ့သူမျိုးတွေတွေ့ဘူးတယ်အဲ့ချိန်ကြလို့ရှိရင်အမခုနပြောသလိုပဲ university ဘက်ကို email ပို့ပြီးတော့သူတို့ ਨੇ ညှိနှိုင်းလို့ရတယ်ပေါ့နော်ဥပမာ passport ကတော့ဒီအချိန်ရမှာဖြစ်တယ်အဲ့တော့ဒါကိုကြိုပြီးတော့ရှောက်ထားလို့ရပါသလားဆိုတဲ့ဟာမျိုးတွေမေးပြီးတော့မှ negotiate လုပ်လို့ရတယ်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ဓာတ်ပုံတွေပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေလိုမယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီဥစ္စာပေါ့နော်နံပါတ်3ကကြအမခုနပြောသလို round 3မှာရှောင်းနေသူတွေအတွက်ကကြတော့ဒီထိုင်းနိုင်ငံအတွင်းမှာရောက်နေတဲ့သူတွေအတွက်ပဲလိုမျိုးဖြစ်နေရပေါ့နော်ဆိုတော့ထိုင်းနိုင်ငံအတွင်းမှာကိုကရောက်နေပြီဆိုလို့ရှိရင်တော့မှသူကဒီ valid ဖြစ်တဲ့ immigrant ED visa ဆိုတော့အမတို့ထိုင်းမှာလာလို့ရှိရင်ဒီ visa နဲ့ပတ်သက်ပြီးတော့အမနောက်မှာတော့တစ်ချက်ပြန်ပြီးတော့ပြောပေးမယ်ပေါ့နော်ဆိုတော့ဒီ ED visa ဆိုတာကြ education visa ပေါ့ထိုင်းရဲ့တက္ကသိုလ်တွေဒီအမခုတက်နေတဲ့တက္ကသိုလ် public ပဲဖြစ်ဖြစ် private ပဲဖြစ်ဖြစ်အဲ့လိုတက္ကသိုလ်မျိုးတွေမှာတက်နေရဒါမှမဟုတ်လို့ရှိရင်ဒီထိုင်းမှာအမတို့နာမည်ကြီးရတော့ဒီ language school program တွေပေါ့ language school program ဆိုရဲဥစ္စာကကြတော့ဒီထိုင်းစကားကိုသင်ပြီးရဲ့အဲ့လို language school တွေအရင်နာမည်ကြီးရဲ့တချို့ဆိုလို့ရှိရင်ထိုင်းဘက်ကိုထွက်လာခြင်းနဲ့ဆိုအဲ့လို language school တွေပိုင်းနဲ့ထွက်လာလေးရှိတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကတော့အရင်ကြီးကျက်သွားပါပြီအဲ့ဒါတွေကဆိုတော့အဲ့ဒီချိန်ကြလို့ရှိရင်တို့ကဘာထုတ်ပြီးလဲဆိုတော့ ED visa ထုတ်ပြီးရဲ့ED visa education visa ပေါ့เนาะဒီမှာတစ်နှစ် program ဆိုတစ်နှစ်စာထုတ်ပေးရမျိုးလို့အဲ့လိုဟာမျိုးတွေရှိခဲ့ပေါ့เนาะဆိုတော့ round 3မှာရှောင်းဝဲသူတွေအတွက်ကကြတော့အဲ့ဒီ ED visa ကတစ်ချက်ရှိနေမှအဆင်ပြေမယ်ပေါ့เนาะဆိုတော့ဒါကကြတော့အကယ်၍စိတ်ဝင်စားရဲဆိုလို့ရှိရင်အမတို့ဒီ IPS တွေကိုဝင်ပြီးတော့မှကြည့်လို့ရပါတယ်ဒါပေမဲ့ तू ကဘာတော့ပေးရမလဲဆိုတော့အမတို့ application fee ရောပေးရမယ်ပေါ့နော် application fee ကကြတော့ဒီ1200ပေါ့နော် ထိုင်းဘတ်1200မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့အမတို့တွေ3သိန်းခွဲဝန်းကျင်လောက်တော့ရှိရယ်ထိုင်းဘက်က1200ဆိုလို့ရှိရင်ပေါ့နော်ပြီးတော့လို့ရှိရင်အမကိုအရန်အမေးများတဲ့မိကုံတစ်ခုရှိရပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဘယ်တက္ကသိုလ်ပဲမဆိုပေါ့နော် IELTS ရှိဖို့လိုလားဆိုပြီးတော့ပြောကြတယ်ဆိုတော့ထိုင်းနိုင်ငံရဲ့ university တွေက requirement တစ်ခုနဲ့တစ်ခုမတူဘူးဒါပေမဲ့ basically ကတော့JED လိုတာမျိုးတို့ university transcript တွေတင်ရတာမျိုးတို့အဲ့လိုဟာမျိုးတွေကတော့တူတယ်ဒါပေမဲ့ English requirement အနေနဲ့ကကြတော့ကိုရှောက်တဲ့ major ပုံမူတည်ပြီးတော့ကွာသွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဥပမာengineering တို့ဘာလို့ဆိုလို့ရှိရင်လိုအပ်တာမျိုးဒါပေမဲ့အမတို့တက္ကသိုလ်က engineering ကကြတော့မလိုပေါ့နော်။ဘာကြောင့်လဲဆိုတော့အမတို့စီမှာ English standardized test ဆိုပြီးတော့ရှိရယ်။ပြောမယ်ဆို university ကနေပြီးတော့မှပြန်စစ်တဲ့အဲ့လို English test ပုံစံမျိုးပေါ့နော်။အကယ်၍ကိုကဒီကျောင်းကိုလည်းရှောက်ချင်တယ်IELTS တို့ဘာလို့မရှိနေဘူးဆိုလို့ရှိရင် university ကနေပြီးတော့မှစစ်ပေးရယ်အဲ့ဒီ English placement test ကိုဖြေလို့ရတယ်အဲ့ဒါလေးဖြေရမယ်ပေါ့နော်ပြီးတော့လို့ရှိရင်အဲ့ဒါအတွက်ကကြအမတို့အပိုအနေနဲ့ဗက်လေယာထပ်ပေးရတယ်ဗက်လေယာကြတော့9000ဝန်းကျင်ပေါ့နော်အဲ့လောက်တော့ရှိရယ်ဆိုတော့ဒီဥစ္စာကြတော့ application fee ပေါ့နော်ပြီးတော့လို့ရှိရင်အမတို့ဒီ IELTS အပြင်ဘာတွေလက်ခံလဲဆိုတော့ तू က Duolingo တို့ TOEFL တို့အဲ့ဒါလေးတွေနဲ့လည်းရှောက်လို့ရတယ်ပေါ့နော်နောက်ပြီးတော့ချင်းမိုင် University မှာဘာရှိလဲဆိုတော့အမတို့တွေဒီသူကဝင်ခွင့်လျှောက်ပြီဆိုလို့ရှိရင်required documents တွေတင်တယ်ပြီးတော့လို့ရှိရင်အဲ့ဒါတွေသူတို့က scanning လုပ်တယ်ပေါ့နော်ဆိုတော့သူတို့တစ်ချက်ပြန်စစ်တယ်စစ်ပြီးသွားတဲ့အခါကျလို့ရှိရင်ကိုကအဲ့ဒီ process အတွက် eligible ဖြစ်သွားပြီအဲ့ process အတွက်ကိုကဒီပြည့်စုံသွားပြီဆိုလို့ရှိရင်သူတို့တွေကနောက်တစ်စိတ်အနေနဲ့ entrance exam ကိုဖြေခိုင်းပါတယ် entrance exam ကကြတော့အမတို့တွေ
ဒီ major တစ်ခုနဲ့တစ်ခုဖြေရတာမတူဘူးပေါ့နော် engineering တို့ economic တို့အဲ့ဒါတွေကကြတော့အဓိကဘာဖြေရလဲဆိုတော့အမတငယ်ချင်းတွေပြောတာပေါ့နော်ဆိုတော့သူတို့ကတော့အဲ့လို basic math ပေါ့နော်ဆိုတော့သင်္ချာနဲ့ပတ်သက်တဲ့ဟာမျိုးတွေအဲ့လိုဟာမျိုးတွေဖြေရတယ်ဆိုတာရှိရယ်အမတို့ social science ဆိုလို့ရှိရင်တော့ဒီ open type essay ပုံစံမျိုးတွေရေးခိုင်းတာမျိုးပေါ့နော်ဆိုတော့ဟိုတချို့ဆိုလို့ရှိရင်ဒီ entrance exam ကိုအရန်စိုးရိမ်ကြတဲ့ဟာမျိုးတွေလည်းရှိရပေါ့နော်ဒါပေမဲ့အရင်ခက်ခဲတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့အရင်လွယ်တာမျိုးတော့လည်းမဟုတ်ဘူးပေါ့နော်ဆိုတော့ကိုကတကယ်တမ်းဒီကိုတက်ချင်တဲ့ major နဲ့ပတ်သက်ပြီးတော့ basic knowledge ရှိတယ်ဥပမာ economic တက်ချင်တယ်ဆိုလို့ရှိရင်လည်း eco နဲ့ပတ်သက်တဲ့ဟာလေးကိုနည်းနည်းလေးကြိုပြီးတော့လေ့လာထားတယ်ဆိုလို့ရှိရင်တော့entrance exam အတွက်ကပို့ပြီးတော့အဆင်ပြေရပေါ့နော်ဆိုတော့ဒီဥစ္စာကကြတော့အမရဲ့ဒီတက္ကသိုလ်ဝင်ခွင့်နဲ့ပတ်သက်တဲ့ဥစ္စာတွေရယ်ပြီးသွားလို့ရှိရင်တက္ကသိုလ်ဒီ admission နဲ့ပတ်သက်တဲ့ဥစ္စာတွေရယ်ပေါ့နော်โอเคပါအဲ့ဆိုအမဒီ CMU အကြောင်း share ပြီးသွားပြီဆိုတော့နောက်တစ်ခုအနေနဲ့ကကြတော့အမတို့ဒီထိုင်းနိုင်ငံမှာအကြောင်းလာတက်ချင်နေဆိုလို့ရှိရင် scholarship opportunities တွေအနေနဲ့ဘာတွေရှိလဲပေါ့နော်ဆိုတော့ထိုင်းမှာက undergraduate program အတွက်က scholarship တွေကပြောမယ်ဆိုလို့ရှိရင်ရှိပါတယ်များတယ်လို့ပြောလို့ရပါတော့တခြားနိုင်ငံတွေနဲ့ရှင်လိုက်ရင်တော့အမတော့များတယ်လို့ပဲပြောချင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဟိုတချို့နိုင်ငံတွေဆိုလို့ရှိရင် process ကလည်းအရန်ရှုပ်တာမျိုးဖြစ်နိုင်တယ်။ပြီးတော့လို့ရှိရင် undergraduate အတွက်ဆိုလို့ရှိရင်ဒီ scholarship တွေကရှားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်။ဆိုတော့ထိုင်းမှာလည်းအရန်ကြီးများနေတာမျိုးတော့မဟုတ်ပေမဲ့ရှိရပေါ့နော်။ဆိုတော့အမဒီမှာအရန်လူသိလည်းများတယ်ပြီးတော့ကိုအခုရှောက်ချင်တယ်ဆိုလို့ရှိရင်ကြိုပြီးတော့ရှောက်လို့ရတယ်ပြင်ဆင်လို့လည်းရတယ် scholarship တွေအမပြထားပြီးရယ်ပထမဆုံးတစ်ခုကကြတော့အမတို့အခုဖွင့်နေပြီပေါ့နော် Child Dream Scholarship လို့ခေါ်တယ်တော်များနဲ့လည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်သူကကြတော့လုံးဝ full scholarship ဖြစ်ပါတယ် Child Dream ကကြတော့ပေါ့နော် Child Dream ကအခုဖွင့်နေပြီပေါ့နော်အမတို့ deadline က February 28ရက်နေ့ပေါ့နော်ဆိုတော့အခုကအကယ်၍ရှောက်မယ်လို့ပြင်ဆင်ထားရဆိုလို့ရှိရင်အခုတည်းကစပြီးတော့ပြင်ဆင်လို့ရပြီပြီးသွားလို့ရှိရင်နောက်တစ်ခုကကြတော့အမတို့ Prospect Burma Scholarship လည်းအခုဖွင့်နေပြီသူကကျတော့ deadline က January လ31ရက်နေ့ပေါ့နော်ဆိုတော့နောက်လ31ရက်နေ့ကုန်ပါသူကတော့ deadline နဲ့ပို့ပြီးတော့စောတယ်Prospect Burma ကကျတော့သူကဒီ full scholarship တွေ partial scholarship တွေသူကတစ်ခုလုပ်ပေးတယ်ပေါ့နော်။ခေကိုကfull လိုချင်တယ်ဆိုလို့ရှိရင် full scholarship ရှောက်လို့ရတယ်လို့ partial လိုချင်တယ်ဆို partial scholarship ရှောက်လို့ရတယ်။ဆိုတော့ Daughters Rising Scholarship အမအခုရထားတဲ့ scholarship ကကျတော့အခုထက်ထိမဖွင့်သေးပါဘူး။သူကကျတော့ maybe အမစိတ်ထင် February သို့မဟုတ် January လောက်ပေါ့နော်ဆိုတော့သူလည်းဖွင့်တော့မှာပါဒီနောက်တစ်လ2လလောက်နေလို့ရှင်တော့ဖွင့်ပြီပေါ့နော်ဆိုတော့အမအတိအကျမပြောနိုင်တာကြာဘာဖြစ်လို့လဲဆိုတော့ဒီအဲ့ဝင်းကျင်လောက်ပဲဖွင့်တယ်သူကရက်အတိအကျမရှိဘူးပေါ့နော်ရက်အတိအကျလည်းမရှိဘူးပြီးတော့အဲ့လိုမျိုးတစ်ခါကျနောက်ကျပြီးမှဖွင့်တာမျိုးတွေလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အခုသူလည်းလာတော့မယ်သူကလည်း full scholarship partial scholarship နှစ်ခုလုံးပေးရယ်နောက်တစ်ခါကျတော့အမတို့ ASEAN Maybank scholarship ပေါ့နော် ASEAN Maybank scholarship ကကြတော့သူကဒီ scholarship တွေအားလုံးရှင်လိုက်မယ်ဆိုလို့ရှင်တော့ तू ကပေးတာအနည်းဆုံးလို့ပြောလို့ရတယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့ तू ကတော့စတာလည်းမကြသေးဘူးပြီးတော့ဒီသူတို့ scholarship ပေးရဲ့ recipients ကလည်းတစ်နေ့နဲ့တစ်နေ့အရန်နေပေါ့နော်။တစ်ယောက်နှစ်ယောက်အဲ့လောက်ပဲပေးရမျိုးပဲရှိရဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့ရသွားရင်လည်းအရန်ကိုကောင်းတဲ့ scholarship တစ်ခုဖြစ်ပါတယ်။ तू ကလည်း full scholarship ဖြစ်တယ်။ပြီးတော့လို့ရှိရင်နောက်တစ်ခုကကြတော့ faculty scholarship တွေ faculty scholarship ကကြတော့အမားတို့ချင်းမိုင်တက္ကသိုလ်မှာလည်းအမားအခုတက်နေတဲ့ major မှာဆိုလို့ရှိရင်လည်းဒီကျောင်းသားတွေကိုပြန်ပြီးတော့မှပေးရဲ့ scholarship တွေရှိတယ်။ဒါပေမဲ့ full scholarship ကတော့တော်တော်ရှားတယ်ပေါ့နော် faculty scholarship ကကြတော့ပုံမှန်အဖြစ်ဆိုလို့ရှိရင်အများစုကသူက partial တွေပဲပေးလေးပေးထားရှိရပေါ့နော်ဥပမာကျောင်းသားကဆိုလို့ရှိရင်အမအခုတက်နေတဲ့ major ဆိုရင် semester တစ်ခုကို9000ခွဲရှိရယ် semester တစ်ခုကို9000ခွဲဆိုရင်မြန်မာငွေနဲ့ဆိုလို့ရှိရင်သူက360 80ပေါ့နော်အဲ့လောက်ဝန်းကျင်မှာရှိရယ်တခြား major တွေဆိုလို့ရှိရင်လည်းဒီထက်ပိုပြီးတော့ဈေးများတဲ့ major မျိုးတွေလည်းရှိနိုင်တယ်ဥပမာ engineering တို့ဘာတို့ architecture တို့ဘာတို့လည်းရှိရပေါ့နော်ဆိုတော့အဲ့ဒါတွေဆိုလို့ရှိရင်တစ်လောက်အဲ့လို budget တောင်းလို့ဘာလို့အဲ့လိုဟာမျိုးရှိနိုင်တယ်ဒါပေမဲ့သူတို့ဘက်ကpartial scholarship တွေဘာတွေပြန်ပေးရဆိုလို့ရှိရင်ဥပမာကျောင်းသားကတစ်ဝက်စိုက်ပေးရမျိုးလို့အဲ့လိုဟာမျိုးတွေပြန်ပြီးတော့ပေးရမျိုးရှိရပေါ့နော်ဆိုတော့အမတို့ဒီအမပြသွားတဲ့ဒီအခု scholarship တွေထဲမှာဒီ need based scholarship တွေတော်တော်များတယ် need based ဆိုတာအမ scholarship လို့ပြောပြီးဆိုတဲ့အခါမှာneed based scholarship ရှိရယ် merit based scholarship ရှိရယ်ပေါ့နော် need based ဆိုတာကကြတော့ကိုကတကယ်တမ်းလိုအပ်ပါတယ်ဆိုတဲ့ဥစ္စာကိုပြနိုင်တယ်ကိုဒီနိုင်ငံမှာကျောင်းလာတက်ဖို့အတွက်တကယ်တမ်းလိုအပ်နေတဲ့လူငယ်တယောက်ဆိုလို့ရှိရင်အခွင့်အလမ်းအရန်များတဲ့ scholarship တွေဖြစ်တယ်need based scholarship တွေအနေနဲ့ကကြတော့ Child Dream Scholarship, Prospect Burma Scholarship နဲ့အမအခုရထားတဲ့ Daughters Rising Scholarship တွေပေါ့နော်ဆိုတော့သူတို့အားလုံးက need based scholarship တွေဖြစ်တယ်
faculty scholarship ကကြတော့ तू က hybrid ဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့တစ်ခါလေကြားလို့ရှိလို့ရှိရင်ကျောင်းသားရဲ့ဒီqualification ကိုကြည့်ပြီးတော့ပေးရမျိုးဖြစ်နိုင်တယ်။နောက်တစ်ခါကြတော့ဒီငွေရေးကြေးရေးအခြေအနေပေါ်ကြည့်ပြီးတော့ပေးရမျိုးဖြစ်နိုင်တယ်ပေါ့နော်။ ASEAN Maybank scholarship ကကြတော့ပြောမယ်ဆိုလို့ရှိရင်တော့तू ကလည်း hybrid တော့ hybrid ဆိုပေမဲ့ तू က need ဆိုတာအထက်ကို तू က merit ကိုပို့ပြီးတော့ကြည့်ရလို့အမှထင်တယ်ပေါ့နော်။ဆိုတော့ကိုယ့်ရဲ့ qualification ကိုကြည့်ရကိုကအမှတ်တွေဘယ်လောက်ကောင်းထားလဲကိုဘယ်လောက်ဘာတွေလုပ်ဖူးထားလဲကို leadership skill ဘယ်လောက်ရှိလဲဆိုတဲ့ဥစ္စာတွေကို तू ကဒီပေးရ scholarship ပေါ့နော်။အမ ASEAN Maybank scholarship ကိုတစ်နှစ်လျှောက်ပြီးတယ်။ तू ကအရန် process တွေများတယ်။ process တွေကဘယ်လောက်များလဲဆိုလို့ရှိရင်အမတို့ဒီ application တင်လိုက်တာနဲ့တော့ तू က interview တန်းခေါ်တာမဟုတ်ဘူးเนาะအပြင်မှာ in person အနေနဲ့ तू project plan တွေဆွဲပြရတာမျိုး presentation တွေပြန်လုပ်ပေးရအဲ့လိုအများကြီးမှ तू ကအဲ့လိုအဆင့်တွေအများကြီးဖြတ်ပြီးတော့မှရတဲ့ဒီ scholarship ပေါ့เนาะ ASEAN Maybank ကကြတော့ဒါပေမဲ့ရတဲ့သူတွေလည်းရှိပါတယ်မြန်မာနိုင်ငံကနေပြီးတော့မှပေါ့เนาะဆိုတော့အမတို့အခုဒီ Children Scholarship နဲ့ Prosper Burma Scholarship ကဖွင့်နေပြီဆိုတော့အမတစ်ချက်ပေါ့เนาะသူတို့ရဲ့ဒီ scholarship application form လေးကိုအမတစ်ချက်လောက်ပြပြီးခြင်းတယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးလေးတွေရှိလဲပြီးတော့ကိုဒါရှောက်မယ်ဆိုလို့ရှိရင်ဘာလေးတွေတင်ရမလဲဆိုတဲ့ဥစ္စာပေါ့နော်ခဏလေးနော်အဲ့ဆိုရင်အမတို့တွေအရင်ဦးဆုံး child stream ကိုအရင်ကြည့်ကြည့်မယ်ပေါ့နော် child stream ကကြတော့သူကokay ဒီမှာ screen မြင်ရသေးလားအမဟာပြောင်းလိုက်လို့ shift လုပ်လိုက်လို့မြင်ရနော် okay ကျတော့ဒီမှာကျတော့ तू က child stream ကလေခုနအမပြောရဲပေါ့နော် तू က full scholarship လို့ပြောတယ်ဒါအမသူတို့ website ထဲကိုဝင်ကြည့်လိုက်တဲ့အခါမှာသူတို့ကိုယ်တိုင်ဒီ publish လုပ်ထားတဲ့ဥစ္စာပေါ့နော်ဆိုတော့သူတွေကဘာတွေကို cover လုပ်ပေးလဲဆိုတော့ tuition fee ပေါ့နော်ဆိုတော့ထိုင်းနိုင်ငံမှာကျောင်းလာတက်ပြီဆိုလို့ရှိရင် tuition fee ကို तू cover လုပ်ပေးရပြီးတော့ medical expenses တွေထိုင်းမှာကျောင်းလာတက်တယ်ဆိုလို့ရှိရင်အမတို့နောက်တစ်ခုကဘာလုပ်လဲဆိုတော့ insurance လိုပါတယ် insurance ကကြတော့ဒီကျောင်းသားတိုင်းအဲ့လိုမျိုးဝယ်ကျောင်းသားအတိုင်းဆိုတာကိုမဝယ်ချင်လဲမဝယ်လို့ရရပေါ့နော်တို့ပဲရှိထားတဲ့ solution တော့ပို့ပြီးတော့ကောင်းတယ်အဲ့လိုဟာမျိုးဆိုလို့ရှိရင်လဲ child string ကနေပြီးတော့ cover လုပ်ပေးရမျိုးရှိရပြီးတော့ supplies အနေနဲ့အမတို့ uniforms တွေ stationeries တွေပြီးတော့ဒီlaptop တွေဘာတွေဆိုလို့ရှိရင်လည်းသူတို့အကုန်လုံး cover ဖြစ်အောင်လုပ်ပေးရပေါ့နော်ပြီးတော့ food expense တွေဒီ rental expense တွေပြီးတော့ဒီ transportation တွေအကုန်လုံးကိုသူက cover ဖြစ်အောင်လုပ်ပေးရပေါ့နော်ပြီးတော့ဒီမြန်မာနိုင်ငံကကျောင်းသားတွေဆိုလို့ရှိရင်လည်းအမတို့ visa expense ပေါ့နော်ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံကကျောင်းသားတွေကအမတို့ဒီမှာတစ်နှစ်တစ်ခါvisa extension သွားလုပ်ရတယ် visa သွားတိုးရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ तू ကvisa ကိုတစ်နှစ်ကိုမှတစ်ခါပေးရပေါ့နော်ဆိုတော့မှကိုက visa extension သွားတိုးလိုက်ပြီဆိုတော့ तू တစ်နှစ်စာပဲပေးတာအဲ့ဆိုသွားတိုးတိုင်းမှာအမတို့ဘတ်1900ပေါ့နော်ဘတ်1900 2000နီးပါးပေးရတယ်အဲ့ဒီ expense တွေအကုန်လုံးလည်း तू က cover ဖြစ်ပေးပါတယ်ဆိုတော့ဒီ child stream scholarship ကကြတော့အခုဒီမှာအမပြထားတဲ့ form ဖွင့်နေပြီပေါ့နော်အမဒီဥစ္စာကိုတစ်ချက်zoom chat ကနေလည်းပို့ပေးပါမယ်ဒီ form လေးကိုပေါ့နော်ကဲကိုရှောက်ချင်တယ်ဆိုလို့ရှိရင်ကိုစိတ်ဝင်စားတဲ့ဟိုဟာရှိရဆိုလို့ရှိရင်လည်းမရီအဲ့ဒါလေးကို save ထားပြီးတော့မှယူပြီးတော့ရှောက်လို့ရတယ်ပေါ့နော်ဆိုတော့ तू ကကြတော့အမတို့ဒီ application deadline ကဒီနှစ်က तू ကစောသွားတယ်ထင်တယ်ဟုတ်တယ်သူက January 30လို့သူဒီမှာရေးထားရเนาะအမအဲ့ဒါကိုဖတ်လိုက်ပြီလို့အရင်နှစ်တွေတုန်းကဆိုလို့ရှိရင်အဲ့ထက်ပို့ပြီးတော့နောက်ကျတယ်ဆိုတော့သူကဒီမှာဆိုလို့ရှိရင်တခါတည်းသူ information တွေပေးထားပြီးရယ် information တွေပေးထား eligible criteria အနေနဲ့ဆိုလို့ရှိရင် तू ကဒီနှစ်ကတော့မြန်မာနိုင်ငံနဲ့ကမ္ဘောဒီးယားကိုသူပေးရပေါ့နော်ဆိုတော့ကမ္ဘောဒီးယား citizen နဲ့မြန်မာ citizen ကိုသူပေးရဒါပေမဲ့မြန်မာနိုင်ငံရတာတော့ပို့ပြီးတော့များတယ်လို့အမထင်တယ်ပေါ့နော်ကမ္ဘောဒီးယားလည်းရကြတာများပါတယ်ဒါကတော့အမခုနပြောသလိုမျိုးပဲသူcover လုပ်ပြီးရဲ့ expenses တွေပေါ့နော်ဆိုတော့ तू အဲ့ဒါတွေ cover လုပ်ပြီးရဲ့ပြီးသွားလို့ရှိရင်နောက်တစ်ခုကကြတော့ဒီ timeline အနေနဲ့ကြာမှခုနပြောသလိုပဲအခုစရှောက်လို့ရနေပြီ January လ30မှာဟိုဟာဖြစ်မယ်ပြီးသွားရင် तू အောက်မှာတော့ဒီ screening လုပ်တဲ့အပိုင်းတွေပေါ့နော်ဆိုတော့ तू February နဲ့ March မှာ သူတို့ screening လုပ်တယ်April ကနေပြီးမှသူတို့တွေဒီ interview တွေစပြီးခေါ်ရပေါ့နော်အခုဒီ application process အဆင့်ကိုအောင်သွားပြီဆိုလို့ရှိရင်သူတို့ interview ပြန်ပြီးတော့ခေါ်လိမ့်မယ်မေလမှာဆိုလို့ရှိရင်တော့သူတို့ interview ဘယ်သူတွေအောင်လဲဆိုတာကိုပြောပြီးတော့ဒီ successful participants တွေကိုသူတို့ပြန်ပြီးတော့ကြေညာရပေါ့နော်နောက်တစ်ခုကကြတော့ဒီ Child Stream Foundation ကနေပြီးတော့ပေးတဲ့ဒီ university တွေနဲ့ major တွေပေါ့နော်သူအမတို့ချင်းမ university ဆိုရင်တော့မှချင်းမ university မှာရှိရဲ့ဒီmajor အားလုံးသူမပေးဘူးပေါ့နော်အဲ့တခုကတော့နည်းနည်းလေး limit ဖြစ်တယ်လို့မှထင်တယ်အရင်နှစ်တွေရောဆိုလို့ရှိရင်တော့သူကတက်ပို့ပြီး university အများကြီးကိုပို့ပေးတယ် major တွေအများကြီးလည်းပို့ပြီးတော့ပါခဲ့တယ်ပေါ့နော်တို့ပေမဲ့ဒီနှစ်ကတော့သူနည်းနည်းလေးမှပြန်ပြီးတော့မှဟိုက restrict လုပ်လိုက်တာလေးကိုအမတွေ့ရတယ်ဘာကြောင့်လဲဆိုတော့ဒီမှာဆိုလို့ရှိရင်အမတို့ဒီuniversity ထဲမှာ
ဆိုဘယ်လို university ပါလဲဆိုတော့အမတို့ဒီ APIU လို့ခေါ်တဲ့ Asia Pacific International University ပေါ့နော်ဆိုတော့အဲ့ရဆိုလို့ရှိရင်လည်းသူ elementary education ပဲပြီးရဲ့အမတို့ဒီ Bangkok University ကကျတော့သူက private university တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ Bangkok University ကဟာဆိုလို့ရှိရင်လည်းသူကဒီ media and communication တို့ innovative media production တို့အဲ့ဒီ major နှစ်ခုအတွက်ပဲသူ cover ဖြစ်ပြီးရဲ့အမတို့ဒီချင်းမာ University မှာဆိုအမအခုတက်နေတဲ့ major social science major ရဲ့ပြီးတော့လို့ရှိရင်အမခုနပြောပါတယ်ချင်းမာ University ရဲ့အဲ့ဒီ major တွေနဲ့တော်လေး famous ဖြစ်တယ်လို့ပြောရဲပေါ့နော်ဆိုတော့အဲ့ဒီ major တွေကိုသူပို့ပြီးတော့ focus ထားပြီးပေးရတွေ့ရတယ် economic major ရဲ့ environmental science major ရဲ့ပေးရဲ့ဒီခင်မောင်ခုလို့ခေါ်တဲ့ဥစ္စာပေါ့နော်သူ့ကိုကြတော့အမတို့ KMITT လို့ KMITL အဲ့လိုခေါ်ကြတယ်အဲ့ဒါကြတော့ဒီ software engineer ပေးရဲ့ကိုအကယ်၍ဒီချင်းမာ University မှာမဟုတ်ပါဘူးအမတို့တခြားသော university တွေစိတ်ဝင်စားဥပမာကိုက engineering ဘက်ကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်ဒီသူက software engineer တွေအမတို့ university ကဟာကိုမပေးပေမဲ့ခင်မောင်ကိုကဟာတော့ပေးရပေါ့နော်အဲ့ဆိုခင်မောင်ကိုတစ်ချက်သွားပြီးတော့မှကြည့်ပြီးတော့မှကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်သွားပြီးရှောက်လို့ရတယ်နောက်တစ်ခုကကျတော့အမ Macfarlane University ကကျတော့သူကချင်းရိုင်မှာရှိတာပေါ့နော်အမတို့ချင်းမာရဲ့ဘီနာချင်းရိုင်ဆိုချင်းရိုင်မှာရှိတာ Macfarlane မှာလည်းတော်တော်များများတက်ကြတယ်သူဆိုလို့ရှိရင်ဒီ public health နဲ့နာမည်ကြီးရပေါ့နော်သူကတော့အဲ့ medical ပိုင်းဆိုလို့ရှိရင် public health တို့ environmental health တို့ပြီးတော့ဒီ international development အပိုင်းပေါ့နော်ဆိုတော့အဲ့ဒါလေးဟိုဖြစ်တယ်ပြီးတော့အမပြောရတဲ့ဒီ Thammasat University ပေါ့နော် Thammasat University ကခုနောက်ပိုင်းတော်တော်လေးလည်းနာမည်ကြီးလာပါတယ်ရှောက်ချင်တယ်ဆိုလို့ရှိရင်အမတို့ဒီ Child Stream မှာမဟုတ်ဘူး Thammasat University မှာနှစ်စဉ်နှစ်တိုင်း international ကျောင်းသားတွေကို offer လုပ်ပေးနေတဲ့ scholarship တွေအများကြီးရှိပါတယ်အမတို့အဲ့ဒါကိုဒီ TISR လို့ခေါ်တယ်ပေါ့နော်သူကတော် major တော်များကိုပေးရဖြစ်တယ်ပေါ့နော်အမအတိတယောက်ဆိုလို့ရှိရင်လည်းဒီ architecture နဲ့ပတ်သက်ပြီးတော့မှသူ full scholarship ရတယ်ပေါ့နော် full scholarship ကိုတမဆက်ကသူအရင် generous ဖြစ်တယ်လို့ပြောလို့ရတယ်အမတို့ university နဲ့ရှင်လိုက်တယ်ဆိုလို့ရှိရင်တော့ဘာကြောင့်လဲဆိုတော့ तू ကဒီကျောင်းသားကားတွေလည်းအကုန်လုံး cover ဖြစ်တယ်ပြီးတော့လို့ဆိုလို့ရှိရင် तू ကအဲ့လို living expense ဆိုလို့ရှိရင်လည်း तू ပေးရတော်တော်လေးများတယ်လို့ပြောကြတယ်ပေါ့နော်ဆိုတော့အဲ့တမဆက် university မှာဆိုလို့ရှိရင်လည်းအမတို့ဒီ civil engineering ဟာတွေရှောက်လို့ရတယ် social entrepreneurship တွေ social policy and development တွေเนาะအဲ့ဒါတွေအကုန်လုံးရှောက်လို့ရပါတယ်ဆိုတော့ဒီဥစ္စာတွေအကုန်လုံးကကြတော့အမတို့ scholarship ရှောက်တဲ့အခါမှာလိုအပ်မဲ့ documents တွေပါပထမဆုံးအနေနဲ့အမတို့ဘာလိုမလဲဆိုတော့ဒီ passport လိုမယ်passport ကကြတော့သူကဒီမှာ require လို့ပြောထားတယ်ပေါ့နော်ဆိုတော့ require ဆိုတော့ I think optional တော့မဟုတ်ဘူးပေါ့နော်ကိုတင်ရမယ်ဆိုတဲ့ဟာမျိုးဖြစ်တယ်ပြီးတော့လို့ဆိုလို့ရှိရင် national ID birth certificate အဲ့ဒါတွေအကုန်လုံးတင်ရမယ်ပေါ့နော်မှတ်ပုံတင်နဲ့မွေးစင်အဲ့ဒါမျိုးတွေတင်ရမယ်ပြီးတော့လို့ဆိုလို့ရှိရင် passport ရဲ့ first page တွေတင်ရမယ်ပြီးတော့လို့ရှိရင် applicants ရဲ့ဒီဓာတ်ပုံ3ခုပေါ့နော်ဓာတ်ပုံ3ခုနောက်တစ်ခုကကြတော့ဒီ academic transcript တွေ academic transcript ဆိုအမှာ GED ဖြေထားတာတို့ဒီ10အောင်ထားတာတို့အဲ့ဒါတွေအကုန်လုံးတင်ပေးရမှာဖြစ်တယ်နောက်တစ်ခုကကြတော့သူကတော့ဒီမှာလေး TOEFL တို့ IELTS တို့ပြောထားပေမဲ့အမတိတလောက်ဆိုလို့ရှိရင်အမတိရဲ့သူထဲမှာလဲပေါ့နော် IELTS မဖြေဘဲနဲ့ child strength လျှောက်တဲ့သူတွေရှိတယ်ဒါကကြတော့ optional လို့တော့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့အမအခုတော်တော်များလာမိကြတာတခုရှိပေါ့နော်ထိုင်းနိုင်ငံမှာ scholarship လျှောက်တယ်ဆိုလို့ရှိရင်ဘယ်လို scholarship ပဲဖြစ်နော် child strength လား prospect ပါမလား daughters rising လား IELTS လို့လားအင်္ဂလိပ်စာဒီ standard type test တစ်ခုလို့လားဆိုပြီးတော့လာမေးကြတာရှိရပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ IELTS တို့ TOEFL တို့ဆိုတာကအမတို့တက္ကသိုလ်နဲ့ပဲအများဆုံးဆိုင်တယ်လို့အမပြောချင်တယ်။ဘာကြောင့်လဲဆိုတော့အကယ်၍ကိုရှောက်မဲ့တက္ကသိုလ်က IELTS လို့ရဲဆိုလို့ရှိရင်အဲ့တက္ကသိုလ်တင်ပေးရမှာဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ scholarship organization တွေကတော့ရှိရဆိုရင်ကောင်းဝင်ပဲအကယ်၍ကိုကမရှိဘူးဆိုလို့ရှိရင်လည်းမရှိကြောင်ပြောပြီးတော့မှရှောက်လို့ရတဲ့ဟာတွေလည်းရှိရ။ပြီးတော့လို့ရှိရင်ကိုကတခြားသောဒီ qualification တွေပါတယ်ရှိရဆိုလို့ရှိရင်အဲ့ဒါတွေလည်းတင်ပေးလို့ရတယ်ပေါ့နော်ဥပမာကိုတက်ထားတဲ့ certificate တွေ diploma တွေအဲ့ဒါတွေရှိရဆိုလို့ရှိရင်ပြောလို့ရတယ်နောက်ကကျ reference letter recommendation letter ကိုလည်းအမတို့ခေါ်ကြရပေါ့နော် reference letter recommendation letter က scholarship တိုင်းမှာတူပါတယ်ဒီနှစ်ဆောင်လိုတယ်ပေါ့နော်သူက academic ဘိုင်းရဲ့အမတို့ professional ဘိုင်းရဲ့ပေါ့နော်ဆိုတော့ academic ဘိုင်းဆိုလို့ရှိရင်အမတို့ဒီကိုကနေပြီးတော့lecture ကိုဖြစ်ပေးထားတဲ့ sorry academic နဲ့ personal တင်တယ်အဲ့ဒါဖြစ်လောက်တယ်ပေါ့နော်ဆိုတော့ personal ကကြတော့သူကဒီကိုယ့်ရဲ့ဆီယာမတွေအဲ့လိုဟာမျိုးတွေပေးလို့ရတယ်ဆီယာမပဲဖြစ်ဖြစ်ကိုအရင်တော့ဒီကို guide လုပ်ပေးဘူးတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်ပြီးတော့လို့ဆိုလို့ရှိရင် academic professional အဲ့ဒါဘိုင်းဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဟိုဟာဘိုင်းနေကြတဲ့ already ကိုအရင်တော့လုပ်ပူခဲ့တဲ့ volunteer organization တွေပဲဖြစ်ဖြစ်ဒီဟိုဟာတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးလည်းရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကကြတော့သူဒီမှာလည်းတစ်ချက်အဲ့လိုထည့်ပြီးတော့ပေးထားပါလိမ့်မယ်ဟို application process ကိုရှောက်တဲ့အခါကျရင်ဘယ်သူတွေစီကလိုရဲဆိုပြီးတော့သူပေးထားတာမျိုးရှိရဲ့အနောက်မှာဆက်ကြည့်လို့ရတယ်ပေါ့နော်နောက်တစ်ခါကျတော့အမားတွေဘာလို့လဲဆိုတော့ဒီ child string ကသူ့ရဲ့
အဓိကဒီ main setter လို့ပြောလို့ရတဲ့ video presentation နဲ့ essay နှစ်ပုဒ်ရေးရပါတယ် video presentation ကမှတော့5 minutes ဆိုလို့ရှိရင်5 minute ပဲပြောပြရမယ်အမှသူဒီမှာပေးထားတဲ့ကိုယ်အကြောင်းရဲ့ကိုယ့်ရဲ့ family background တွေ previous education တွေအဲ့ဒါတွေအကုန်လုံးအမှတော့ပြောရမယ် essay မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ educational plan တွေ career goals တွေအဲ့ဒါတွေကိုသူ describe လုပ်ခိုင်းတယ်ပြီးတော့ရှင် essay 2မှာဆိုလို့ရှိရင်မိကုန်းတွေကိုဖတ်လိုက်မယ်ဆိုလို့ရှိရင်တော့ तू က community နဲ့ပတ်သက်တဲ့ဟာမျိုးတွေအများဆုံးမေးထားတာတွေ့ရတယ်ပေါ့နော်ဆိုတော့ community အတွက်ဘယ်လိုမျိုးပြန်ပြီးအကျိုးပြုမှာလဲမြန်မာနိုင်ငံအတွက်ကိုဘာတွေလုပ်ပေးနိုင်မှာလဲဆိုတဲ့ဥစ္စာကိုဖြေရတာမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါကဒီ child stream မဟုတ်ဘူးအမားတို့ Dr. Rising မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲ Russell မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော်ASEAN ဘန်တော့အမမမိတဲ့လောက်ဆိုလို့ရှိရင်အဲ့လို essay တွေဘာမှရေးစရာမလိုပေါ့နော်။ तू ကကြတော့ in person တွေ့ပြီးတော့ပဲ तू ကအဲ့လို qualification စစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။ဆိုတော့ဒီလို essay တွေရေးပြီးဆိုလို့ရှိရင်အမတခုအကြံပေးချင်တာကကြတော့ကိုကဘာတွေလုပ်ခဲ့လဲကိုဘာတွေဆက်လုပ်သွားဖို့ရှိလဲဆိုတဲ့ဥစ္စာကိုကိုရေးလို့ရတယ်ပြီးတော့လို့ရှိရင်အရန်ကြီးမှပေါ့နော်ဟိုကိုယ့်ရဲ့တက်နိုင်တဲ့ capacity အတွင်းကနေပြီးတော့ရေးထားတဲ့ဟာမျိုးပြီးတော့လို့ရှိရင်သူတို့ဖတ်ကြည့်လိုက်တဲ့အခါမှာကိုဟာ stand out ဖြစ်နေမှာမျိုးဆိုလို့ရှိရင်တော့သူတို့ဖတ်ရတာလည်းအဆင်ပြေရပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော်တော်များကဒီ application process မှာပြုတ်သွားကြတယ်များတယ်ဆိုတာကကြတော့အမတို့အဲ့ဒီ essay ပေါ့နော် essay ကြီးကအဆင်မပြေတဲ့ဟာမျိုးလေးရှိမယ်ပြီးတော့လို့ရှိရင်သူတင်ခိုင်းတဲ့ required documents တွေကိုစုံစုံလင်လင်မတင်ပေးနိုင်တာမျိုးလေးတွေပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးလေးတွေလည်းရှိရဖြစ်တဲ့အတွက်ကြောင့်မလို့အမတို့ဒီဟာကိုရှောက်ချင်နေဆိုလို့ရှိရင်တေချာလေးဖတ်ပြီးတော့ရှောက်ပါ essay တွေဘာတွေရေးထားတယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဆရာဆရာမတွေပဲဖြစ်ဒါမှမဟုတ်ရှင်ကိုယ့်ရဲ့ peers တွေပဲဖြစ်ဖြစ်အချက်သွားပြီးတော့ proofread တွေသွားလုပ်ခိုင်းလို့ရတယ်เนาะဆိုတော့အကယ်၍အမဟိုဖြစ်တယ်ဆိုလို့ရှိရင်အမအချိန်ရတယ်ဆိုလို့ရှိရင်အမစီလာပြီးတော့ reach out လုပ်လို့ရပါတယ်အမ proofreading တွေပါတယ်လည်းလုပ်ပေးလို့ရတယ်ပေါ့เนาะ Okay ဆိုတော့ဒါကကြတော့ child string နဲ့ပတ်သက်ပြီးတော့ပေါ့เนาะဆိုတော့နောက်ပိုင်းမေးခွန်းရှိရဆိုလို့ရှိရင်နောက်ကမေးလို့ရတယ်child string ပြီးတော့အမတို့နောက်တစ်ခါကျတော့ prospect Burma ပေါ့เนาะ prospect Burma ကကြ prospect Burma လည်းအခုဖွင့်နေပါပြီသူကကြတော့ဒီ in-person scholarship မှာအမတို့တွေprospect Burma process က child stream ထက်ဆိုင်တော့နည်းနည်းလေးပို့ပြီးတော့ရှုပ်တယ်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ तू ကဒီမှာအမဒီဟာလေးကိုပို့လိုက်မယ်နော်။ဒီ link လေးကိုတင်ထားလို့ရပါတယ်။ဒီ link လေးမှာကဲကိုက prospect မှာရှောက်ချင်တယ်ဆိုလို့ရှိရင်ဝင်ပြီးတော့မှရှောက်လို့ရတယ်။နည်းနည်းတော့ရှည်နေမယ်ထင်တယ်။အမ Facebook ကယူရတယ်ဆို Facebook ဟိုဟာကြီးပဲပါတယ်။ Okayဆိုတော့အဲ့မှာကကြတော့သူကလည်းအကုန်လုံး cover ဖြစ်ပါတယ်ဒါပေမဲ့ prospect မှာကျအမခုနပြောသူပဲသူက partial ပေးရပေါ့နော်။ ကိုကတချို့ဆိုလို့ရှိရင် scholarship တွေပေါင်းပြီးရထားတဲ့သူမျိုးရောက်ရှိရယ်ဟိုတချို့ဆိုလို့ရှိရင်Dr. Rising က partial ရတယ်ဒီ prospect မှာနေပြီးတော့ partial ရအဲ့လိုဟာမျိုးတွေရှိရယ်ပေါ့နော်။ဥပမာကိုက Dr. Rising မှာ school fee ရထား prospect မှာအမတွေliving expense ကိုတွားပြီးတော့ရှောက်လို့ရတယ်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးအရင် flexible တော့ဖြစ်တယ်သူကဒါမဲ့ပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့အများဆုံးပေးတာတော့ तू က full ပေးတာတော့ပို့ပြီးတော့များတယ်ပေါ့နော်ဆိုတော့အမတို့ဒီမှာ in-person scholarship တွေဘယ်လိုမျိုးတွေ prepare လုပ်ရမလဲဆိုတဲ့ဟာဆိုလို့ရှိရင်ဒီ preparation ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်တခါတည်းဝင်သွားလိမ့်မယ်ပေါ့နော်ကိုဘာတွေ prepare လုပ်ဖို့လိုတာလဲနော်ဥပမာ reference letter ဆိုလို့ရှိရင်ရောကိုဘယ်သူတွေစီကနေ reference letter တွေလိုတာလဲဥပမာ teachers တွေ employers တွေ तू ပြောထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေစီက reference letter လိုရဆိုလို့ရှိရင်သူတို့တွေစီကကြိုပြီးတော့တောင်းထားလို့ရပါတယ်သူတို့တွေစီကတောင်းပေါ့နော်ဆိုတော့ဒီဟာ reference letter လိုရဆိုလို့ရှိရင်နောက်တစ်ခုကကြတော့အမတို့တွေသူကတော့ဒီမှာ learn English လို့ပြောထားတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီ scholarship တော်တော်များများမှာ interview ခေါ်ပြီးဆိုလို့ရှိရင်အမတို့ English လို့မေးတာပဲများပါတယ် English ကိုမေးရများတာဖြစ်တဲ့အတွက်ကြောင့်မလို့ကို written နဲ့ verbal English ကိုကျွမ်းကျင်တတ်ထားရဲဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပြီးတော့ extra curricular activities တွေအနေနဲ့ဆိုလို့ရှိရင် volunteering ဝင်လုပ်တာမျိုးတို့နောက်တစ်ခုကကြတော့အမတို့တွေဟိုကိုတက်နိုင်တဲ့လောက်ပေါ့နော်အဲ့လိုဟာမျိုးလေးဝင်လုပ်တာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အမဒီမှာ volunteering လို့ပြောရတဲ့ခါကျတော့ဟိုတလောတော့ကတော့ပေါ့နော် Facebook မှာတော်တော်လေး viral ဖြစ်သွားမျိုးရှိရပေါ့နော်အဲ့ဒါဗာလဲဆိုတော့scholarship ရှောက်ဖို့အတွက် volunteering လုပ်တယ်ဆိုတဲ့ဥစ္စာပေါ့နော်အဲ့ဒီဥစ္စာတော်တော်လေး viral ဖြစ်သွားတာအမတွေ့ရတယ်ဆိုတော့အမဒီကလူတွေကို suggest လုပ်ချင်တာကလည်းအဲ့ဒါပါပဲဗာလဲဆိုတော့အမတွေဒီကို scholarship ရှောက်ဖို့တက်တစ်ခုရဲ့အတွက်တော့ volunteering မလုပ်စေချင်ဘူးပေါ့နော် volunteering လုပ်မယ်ဆိုလို့ရှိရင်တော့ကို volunteer လုပ်မဲ့အဖွဲ့အစည်းကကိုယ့်ရဲ့ interest နဲ့ကိုက်ညီတာမျိုးဖြစ်ရလားပြီးတော့လို့ရှိရင်ကိုကဒီ fee ကိုတကယ်အကျိုးပြုချင်တာမျိုးဖြစ်ရလားဆိုတဲ့ဥစ္စာကိုအမတို့စဉ်းစားပြီးသွားတော့မှလုပ်တင်တယ်ပေါ့နော်ပြီးတော့လို့ရှိရင်နောက်တစ်ခုကကြတော့ဘာရှိသေးလဲဆိုတော့အမတို့ဒီအဲ့ဒါက scholarship essay ရေးတဲ့အခါမှာလည်းအရန်ကွာသွားတယ်ကိုဒီ volunteering တွေလုပ်နေတယ်
လုပ်နေခဲ့တယ်ဆိုလို့ရှိရင်တော့မှကို volunteering လုပ်ခဲ့တဲ့ဥစ္စာ volunteer experience ရပါစေဆိုပြီးတော့လုပ်ခဲ့တဲ့ဥစ္စာက education center ဒါပေမဲ့ကိုတကယ်တည်းရှောက်ချင်တဲ့ဥစ္စာ engineering ဆိုတဲ့ဟာမျိုးဖြစ်နေရဆိုလို့ရှိရင်အဲ့ဒါကြီး relevant ဖြစ်မနေဘူးเนาะဆိုတော့အဲ့လိုမျိုးတွေမဖြစ်စေဖို့အတွက်ကိုကတကယ်တမ်းဒါကိုစိတ်ဝင်စားတယ်ဆက်ပြီးတော့လုပ်ချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီစိတ်နှစ်ပြီးတော့အများကြီးလုပ်ပေးလို့ရတဲ့ဟာမျိုးတွေရှိခဲ့ပေါ့နော်ဆိုတော့အဲ့ဒီ extra curricular activities တွေကိုလည်း boost လုပ်လို့ရပါတယ်ဒါ volunteering မှမဟုတ်ပါဘူးကိုယ်တနိုင်တစ်ပိုင်းကိုလုပ်ပေးရမျိုးလုပ်ပေးလို့ရမျိုးလည်းရှိရဥပမာအမဆိုလို့ရှိရင်ဒီ Daughter's Rising ရှောက်တော့ဆိုလို့ရှိရင်ပေါ့နော်volunteering experience ဆိုတာထက်အမအရင်တုန်းကတနိုင်တစ်ပိုင်းလုပ်ပေးခဲ့တဲ့ဟာမျိုးလေးရှိရဥပမာကလေးလေးတွေကိုအမတနိုင်တစ်ပိုင်းစာသင်ပေးခဲ့တာမျိုးလို့ပေါ့နော်အမရဲ့ကိုယ်ပိုင်အဲ့လို education ဘယ်လိုမျိုးကိုလုပ်ပေးခဲ့ရဲဆိုတဲ့ဟာမျိုးလေးတွေအဲ့လိုဟာမျိုးတွေအမလုပ်ပေးခဲ့တာလေးတွေကိုထည့်ပြီးတော့ရေးလို့ရတယ်ဒါကအရင်ကြီးမားကြီးဖြစ်နေမှာမဟုတ်ဘူးပေါ့နော်ကိုရဲ့တက်နိုင်တဲ့ capacity အတွင်းမှာဘာတွေဘယ်လိုမျိုးလုပ်ပေးခဲ့လဲဆိုတဲ့ဥစ္စာကိုရေးပြနိုင်တယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ပြီးတော့ဒါတွေက need based scholarship ဖြစ်တယ်ပေါ့နော် need based scholarship ဖြစ်တဲ့အတွက်ကြောင့်မလို့အမတွေကိုကဒါကိုတကယ်လိုအပ်နေပါတယ်ဆိုပြီးတော့ပြပေးနိုင်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒါကတော့ preparation ကတော့အမအကုန်လုံးတော့မဖတ်ပြတော့ဘူးပေါ့နော်ပြီးသွားလို့ရှိရင်တော့ကိုယ့်ဘာသာကိုအချိန်ဟန်ကြာသွားမှာဆိုလို့ပေါ့နော်ကိုယ့်ဘာသာကိုသွားပြီးတော့မှဝင်ပြီးတော့ဖတ်လို့ရတယ်နောက်တစ်ခုကကျတော့ process မှာအရေးကြီးတဲ့နောက်တစ်ခုကဘာလဲဆိုတော့အမတို့တွေဒီဟိုဟာတွေကို calculate လုပ်ပေးရတာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒီ fan ပေါ့နော်ကိုလိုချင်တဲ့ fan ကို calculate လုပ်ပေးရတဲ့ process ကတော့နည်းနည်းလေးတော့ရှုပ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ဥပမာကိုကဘယ်လောက်လိုချင်တာလဲပေါ့ဥပမာတက္ကသိုလ်တက်မယ်ဆိုလို့ရှိရင်ဒီလောက် expense ကတော့ကုန်တယ်။ကိုဒီနေထိုင်စိတ်ကတော့ဘယ်လောက်ကုန်လဲဆိုတော့ဥစ္စာတွေကိုကိုကအဲ့လိုမျိုးသေချာလေးပေါ့နော်ကိုတွေးထားတဲ့ဥစ္စာနဲ့သူတို့ကပေးနိုင်မဲ့ဥစ္စာနဲ့မိဖြစ်အောင်လို့ calculate လုပ်ပေးရတဲ့အဲ့လို process မျိုးလေးတွေလည်းရှိနိုင်တယ်ပေါ့နော်။ဆိုတော့ဒီမှာအဲ့ဒါတော့preparation နဲ့ပတ်သက်တဲ့ဥစ္စာပေါ့နော်အကယ်၍ကိုက guide လိုချင်တယ်ဆိုလို့ရှိရင်ဒီ guidance note လေးတွေကိုတွားပြီးတော့ကြည့်လို့ရတယ်နော်ပြီးသွားရင်အမတို့ဟိုတင်မယ်ဆိုလို့ရှိရင်တော့ဒီ application form application process ဆိုတဲ့ဥစ္စာလေးကိုတွားပြီးတော့နှိပ်ပြီးတော့ရှောက်လို့ရပါတယ်ဒါကကြတော့ successful candidate ဆိုတာကြတော့ကိုရပြီးသွားတယ်ဆိုလို့ရှိရင်တော့ဆက်ပြီးတော့လုပ်ရမယ့်ဟာမျိုးပေါ့နော်ရှောက်မယ်ဆိုလို့ရှိရင်တော့ဒီ application process တွေကိုဝင်ပြီးတော့ရှောက်လို့ရတယ်ဒီမှာသူလိုအပ်တဲ့ဟာတွေလည်းပြောပေးထားတယ်ပြီးသွားလို့ရှိရင်ကိုတကယ်တင်ရမယ့်ဟာတွေလည်းသူပြောပေးထားတယ်ပေါ့နော်ပြီးတော့အမတွေကဒီမှာဒီနှစ်ကတော့အမတွေ့တာဟိုပါပေါ့နော်essay နှစ်ပုဒ်ရေးရမယ်ဆိုပြီးတော့အမတွေ့ရောဒီမှာ session 7မှာ about you ဆိုတဲ့ဥစ္စာပေါ့နော်သူကကိုယ့်ရဲ့အကြောင်းပဲကိုရေးရမှာပါဒီဥစ္စာရတယ်လေကိုယ့်ရဲ့အကြောင်းကိုရေးရမှာဆိုတော့ခဏလေးနော်ဒီမှာအမ define လေးကိုလည်းပို့ပေးလိုက်မယ်နော် define ကကြတော့သူကကို PP ရှောက် prospect ပေါ်မှာရှောက်ပြီဆိုလို့ရှိရင်ဒီအတိုင်း like ဒီ sample အတိုင်းဖြည့်လို့ရတယ် sample အတိုင်းဆိုတာဒီရက်အတိုင်းတော့ဖြည့်ရမှာမဟုတ်ဘူးနော်ကိုယ့်ရဲ့ information နဲ့ကိုအစားထိုးပြီးတော့ပြန်ပြီးဖြည့်ရမှာအမ date of birth ဆိုပဲဘာဖြည့်ရမလဲပြီးတော့ financial calculation တွေဆိုလို့ရှိရင်ဘယ်လိုမျိုး calculate လုပ်ပြီးတော့ဖြည့်ရမလဲအဲ့လိုဟာမျိုးလေးရှိတယ်ပြီးတော့လို့ရှိရင် essay ရတော့လေဒီတစ်နှစ်တော့တူမှာမဟုတ်ဘူးပေါ့နော်တူချင်လဲတူမယ်ပေါ့နော်အမတေချာတော့မသိဘူးအဲ့ application တွေကိုအမအဆုံးထိတော့ဝင်မကြည့်ရသေးဘူး။ဘာကြောင့်လဲဆိုတော့အဆုံးထိရောက်ချင်တယ်ဆိုအရှိရဟာတွေအကုန်လုံးဖြည့်ပြီးသွားတော့မှအနောက်ကိုဆက်ပြီးတော့သွားလို့ရဆိုတော့အမအရှိရဟာတွေဖြည့်ဖို့အတွက်အချိန်မရှိတော့ဒီနေ့ essay ကဘာမေးထားလဲဆိုတော့မသိသေးဘူးပေါ့နော်။ဒါပေမဲ့ဒီထဲမှာမေးဖို့ရဆိုလို့ရှိရင်တော့ तू ကအမကိုယ့် education plan တွေပြောပြခိုင်းတာမျိုးလို့ဥပမာကိုဒီ university ကိုရွေးလိုက်တာဘာကြောင့်ဖြစ်တာလဲလို့ပေါ့နော်။ university ကိုရွေးပြီးတော့ကိုသွားချင်တဲ့ fee နဲ့ဆက်သွားမဲ့ဥစ္စာတွေကကိုက်ညီရဲ့လားကိုယ့်ရဲ့ long term education နဲ့ plan တွေကဘယ်လိုမျိုးရှိလဲပြီးတော့လို့ရှိရင်ဒီမေးခွန်းကတော့သူတို့အရင်ကြိုက်တယ် please tell us about your future plans and how you intend to benefit Myanmar after graduation so graduate ကိုဖြစ်ပြီးသွားတဲ့အခါမှာဒီမြန်မာနိုင်ငံကိုဘယ်လိုပြန်ပြီးတော့အကျိုးပြုမှာလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးတွေကိုကိုအခုရွေးချယ်လိုက်တဲ့နိုင်ငံတက္ကသိုလ်ဘာသာရပ်တွေပေါ်မူတည်ပြီးတော့မှအမားတို့တွေရေးပေးရမယ်ပေါ့နော်ဆိုတော့အဲ့ဒါက तू က word limit တွေရှိရဲ900ဆို900အတွင်းမှာပဲရေးပေးပါ900ထက်ကျော်အောင်တော့မရေးနဲ့ပေါ့နော်ဆိုတော့ okay ဒါကြတော့ prospect Burma scholarship ပေါ့နော်ဆိုတော့အမတို့ Daughter's Rising ကကြတော့အမရထားတဲ့ scholarship ကကြတော့ဒီ page လေးမှာဝင်ပြီးတော့ဒီ website မှာဝင်ပြီးတော့ကြည့်လို့ရပါတယ်။သူကတော့အခုကမဖွင့်သေးဘူးဆိုတော့လေအမ application form ကတော့ပို့ပေးလို့မရဘူး။ဒါပေမဲ့သူဖွင့်မဲ့အချိန်ကိုသူ့ရဲ့ဒီ Facebook page မှာလည်းကြေညာတယ်ပေါ့နော်။အကယ်၍ကိုwebsite ထဲကိုအများကြီးဝင်ကြည့်နေရဆိုလို့ရှိရင်အဲ့ဒီ website မှာလည်းတစ်ချက်သွားပြီးတော့ကြည့်လို့ရတယ်။သူတို့တွေဟိုကလုပ်ပေးရရှိရပေါ့နော်။ဆိုတော့ Daughter's Rising ကကြတော့သူက
အမရှောက်ခဲ့တော့ဟာနေပဲအမပြန်ပြီးတော့ပြောလိုက်မယ်ပေါ့နော်ဆိုတော့သူကကြတော့အမရှောက်တော့ဆိုလို့ရှိရင်ဒီအရှိအမပြောသွားခဲ့တဲ့ scholarship တွေလိုပဲ recommendation letter နှစ်ဆောင်လိုတယ်ပြီးသွားလို့ရှိရင်ကိုရဲ့ဒီ transcript တွေပေါ့နော် academic transcript တွေကိုရဲ့ပညာရေးနဲ့ဆိုင်တဲ့အဲ့လိုစာရွက်စာတမ်းတွေတင်ပေးရတာမျိုးရှိတယ် passport တွေပါတင်ရတာမျိုးရှိတယ်ပြီးသွားရင်နောက်တစ်ခုကကြတော့အမတို့ဒီ essay ရတယ်ပေါ့နော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင် child string of prospect မှာပြောက essay နှစ်ပုဒ်ကိုနည်းနည်းရှည်ရှည်လေးရေးရတာပေါ့နော်ဒါပေမဲ့ Dr. Rising ကကြတော့ तू ကနှစ်တိုင်းမှာဘာဖြစ်လို့ရှိလဲဆိုတော့ essay ကို तू က9ပုဒ်ရေးရတာနည်းနည်းများတယ်လို့တော့ထင်ရတယ်ပေါ့နော်ဒါပေမဲ့ essay 9ပုဒ်က तू ကစလုံးရည်အတွက်အများကြီးလားဆိုစလုံးရည်အတွက်အများကြီးလည်းမဟုတ်ပြန် essay တစ်ပုဒ်မှာအလုံး100နီးပါး150နီးပါးအဲ့လိုမျိုးလေးရေးခိုင်းတာမျိုးရှိရပေါ့နော်ဆိုအဲ့လိုဆိုတော့အမတို့ scholarship essay ရေးပြီးတဲ့သူတွေဆိုလို့ရှိရင်သိပါလိမ့်မယ်စလုံးအများကြီးရေးရတာနဲ့စလုံးနည်းနည်းလေးနဲ့ရေးရတာနဲ့နည်းနည်းလေးနဲ့ရေးရတာပို့ပြီးတော့ခက်ပါတယ်။ဘာကြောင့်လဲဆိုတော့သူကအဲ့စလုံးအနည်းလေးအတွင်းမှာကိုဒီကိုရေးချင်တဲ့ point လေးတွေပေါ့နော်အဲ့စလုံးရေးအတွက်လည်းကြော်အောင်လို့ရေးလို့ရတာမဟုတ်တဲ့အတွက်ကြောင့်မလို့အဲ့ process တွေကတော့နည်းနည်းလေးခက်နိုင်တယ်ပေါ့နော်ဆိုတော့နည်းနည်းလေးလက်ပေါက်ကတ်ထည့်လို့ပြောလို့ရတယ်။ဆိုတော့ Dr. Rising မှာကျတော့သူကအမတို့တွေဒီ Orchid scholarship နဲ့ Lotus scholarship ဆိုပြီးသူကနှစ်ခုရှိရပေါ့နော် Orchid ကကျတော့သူက base partial ပေးရသူကကျတော့ Lotus ကကျတော့သူက full ပေးရပေါ့နော်ဆိုတော့ full ဆိုလို့ရှိရင်ခုနပြောရတဲ့အကုန်လုံး cover ဖြစ်တယ် tuition fee တွေရော living expense တွေရောအကုန်လုံး cover ဖြစ်တယ်partial ဆိုလို့ရှိရင်ကိုကကျောင်းသားကလားဒါမှမဟုတ်ရှင် tuition fee ယူမှာလား application process မှာတွေကတခါလေးထည့်ပြီးတော့ရွေးလို့ရတယ်ကျောင်းသားကယူချင်တယ်ဆိုကျောင်းသားကliving expense ယူချင်တယ်ဆို living expense ပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုဟိုဖြစ်ပေးလို့ရပါတယ်ဆိုတော့ဒီ requirements တွေကတော့အမခုနပြောသလိုမျိုးပဲခုနအမ page မှာလည်းပြပြီးသွားပြီပေါ့နော် website ဒီမှာလည်းပြထားတဲ့ requirements တွေပါပဲပြီးတော့နောက်တစ်ခုကကြတော့အမ scholarship တွေရှောက်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ဘယ်လို scholarship ကအကိုက်အညီဆုံးဖြစ်မလဲဆိုတာကိုတစ်ချက်သိစေချင်တယ်ပေါ့နော်အမခုနတစ်ခုပြောဖို့ကြံခဲ့တာကြ Dr. Rising ကကြတော့ယောက်ျားလေးတော်တော်စိတ်မကောင်းပါဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့သူက main ကလေးတီးတန့်ပေးရဖြစ်နေပေါ့နော်။ဆိုတော့ main ကလေးတီးတန့်ပေးရဆိုတော့ဒါပေမဲ့ main ကလေးတီးတန့်ဆိုမဲ့အကယ်၍ကိုကဒီ transgender တွေဘာတွေဖြစ်တယ်ဘာညာဆိုလို့ရှိရင်လည်းရှောက်လို့ရတယ်။ကိုအမျိုးသမီးတို့ခံယူထားတဲ့သူမှန်သမျှ Dr. Rising ကိုရှောက်လို့ရတယ်လို့ပြောတယ်ပေါ့နော်။ဆိုတော့ Dr. Rising ကတော့အမျိုးသမီး only ပေးရဒါပေမဲ့ child string နဲ့ prospect မှာကျတော့သူက gender အားလုံးပေးပါတယ်။ပြီးတော့နောက်တစ်ခုကအမတို့တွေဒီ Dr. Rising ဆိုလို့ရှိရင် तू ကဘာကိုဦးစားပေးပြီးတော့ပေးလဲဆိုတော့ပေါ့နော်။ဆိုတော့ scholarship တွေတိုင်းမှာသူတို့အဲ့လို prioritize ထားတဲ့ population ဆိုတာရှိရပေါ့နော်။သူတို့ဘယ်လိုចောင်းသားမျိုးတွေကို prioritize ထားတာလဲပေါ့။ဥပမာ Dr. Rising ဆိုလို့ရှိရင်အမျိုးသမီးတွေကို prioritize ထားတယ်အမျိုးသမီးတွေဦးစားပေးရပြီးတော့လို့ရှိရင်အမျိုးသမီးတွေထဲပုံမှာသူကတကယ်တမ်းmarginalize ဖြစ်တဲ့ဒေသကအမျိုးသမီးတွေပြီးတော့လို့ရှိရင်နောက်တစ်ခုကကြတော့အမတို့တကယ်လိုအပ်နေဆိုရဲအမျိုးသမီးတွေပေါ့နော်ဆိုတော့တိုင်းရင်းသားလူနည်းစုအမျိုးသမီးတွေအဲ့လိုမျိုးတွေကိုသူကပေးထားရှိရယ်ပြီးတော့ရင် Dr. Rising ရဲ့ application process မှာတဲ့ကွာသူကကိုယ့်ရဲ့ conditions တွေထည့်ပြီးတော့မေးထားတာမျိုးရှိရယ်ဥပမာအရင်တော့က abuse လုပ်ခံရဘူးတာမျိုးရှိလားဒါမှမဟုတ်လို့ရှိရင် marginalize လုပ်ခံရဘူးတာမျိုးရှိလားအနောက်က essay မှာဆိုလို့ရှိရင်ကိုကဘယ်လိုမျိုးအနေနဲ့လိုအပ်နေရလဲပေါ့နော်ကိုယ့်စီမှာဘယ်လို hardship တွေရှိရလဲဆိုတဲ့ဥစ္စာတွေကဒီဖြေခိုင်းတာမျိုးတွေရှိရပေါ့နော်ပြီးတော့ scholarship တစ်ခုကိုမလျှောက်ခင်မှာသူ့ရဲ့ vision နဲ့ mission ကိုအရင်ဆုံးသွားချက်ပြီးတော့လုပ်စေချင်တယ်ပေါ့နော်ဥပမာ child string ဆိုလို့ရှိရင်သူ့ရဲ့ vision ကပါလဲသူ့ရဲ့ mission ကပါလဲသူကဘယ်လိုမျိုးចောင်းသားတွေကို prioritize လုပ်ပြီးတော့ scholarship ပေးရလဲနော် prospect မှာဆိုရင်ရောDr. Rising ဆိုရင်ရောပေါ့နော်ခုနပြောသလိုပဲအဲ့ scholarship တွေအားလုံးကတော့ need base ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကလိုအပ်တယ်ဆိုတဲ့အကြောင်းကိုတေချာလေးရေးပြနိုင်တယ်ဆိုရင်တော့အဆင်ပြေတယ်ဒါပေမဲ့ ASEAN Maybank လိုမျိုးဟာကြတော့သူကသူ့ရဲ့ vision mission မှာကျတော့သူကတကယ် merit base ဆိုတာမျိုးဖြစ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့သူကတော့တော်တော်များလဲရှောက်မယ်အရင်ရှောက်တာတော့နေတယ်ပေါ့နော်သူကလည်းပေးရနေတာဖြစ်တဲ့အတွက်ကြောင့်မလို့Okay ဆိုတော့ဒါကတော့ scholarship နဲ့ပတ်သက်တဲ့ဟာအကုန်ပါပဲအမအောင်မေးစရာရှိရဆိုလို့ရှိရင်တော့နောက်မှဆက်ပြီးတော့မေးလို့ရတယ်ဒါကတော့အမခုနပြောတဲ့website တွေကိုဒီစုထားပေးရပါတော့เนาะဆိုတော့အကုန်လုံးအမပြောတဲ့ဒီဥစ္စာလေးကိုကိုယ့်အကိုရိုက်ပြီးတော့ရှာလိုက်တယ်ဆိုသူတို့ရဲ့ website ကတစ်ခါရေးတန်းပြီးတော့ကြာလာနေမယ်ပေါ့เนาะSo University Life အနေနဲ့ကကြတော့ဒါကတော့အမတို့feature သွားတော့ရိုက်ထားတဲ့ပုံလေးပေါ့เนาะဆိုတော့တခြားပုံလေးလည်းရှိတယ်ဒါပေမဲ့အမမထည့်ထားတော့ဆိုတော့အမကဒီချင်းမိုင်မှာတက္ကသိုလ်တက်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ချင်းမိုင်ဒီတခြားသောဘန်ကောက်တို့ဘာလို့နေရှင်းလိုက်တယ်ဆိုလို့ရှိရင်တော်တော်လေးကို budget save ဖြစ်ပါတယ်အရန်လဲ living expense ကအရန်တက်တာတယ်တနေ့တလားဆိုလို့ရှိရင်အမဆိုလို့ရှိရင်ဘတ်6000လောက်နဲ့လဲအဆင်ပြေနိုင်တယ်ပေါ့နော်ဘတ်6000ဆိုတာမြန်မာငွေဆိုလို့ရှိရင်အမတို့9သိန်းဝန်းကျင်ပေါ့အဲ့လောက်ဆိုလို့ရှိရင်ဒီအိမ်သားကရောစားစိတ်ကောအကုန်လုံး cover ဖြစ်တယ်ပေါ့ဒါပေမဲ့ကိုကတော့အဲ့လိုစစ်တုံးတက်ဖို့တော့လူတာပေါ့နော်ဒါပေမဲ့ဘန်ကောက်တို့ဘာတို့မှာသွားနေရဆိုလို့ရှိရင်ဘန်ကောက်ကတော့အားလုံးသိကြတဲ့အတိုင်းပဲအမတို့ပို့ပြီးတော့မှဈေးစကပို့ပြီးကြီးနိုင်တယ်
ပေါ့နော်ကိုကဒီ transportation တွေပါရဆိုလို့ရှင်လဲဒီဈေးများရမျိုးဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခါကျတော့အမတို့ university life ကတော့ထိုင်းနိုင်ငံမှာအပြည့်အဝရတယ်လို့ပြောလို့ရတယ်အမတို့ကျောင်းဆိုလို့ရှင်လဲ campus ကအကျယ်ကြီးပဲပေါ့နော်အမတို့ကျောင်းမှာဆိုလို့ရှင် campus က၄ခုလောက်ရှိတာပေါ့နော်အကျယ်လုံးဝအကျယ်ကြီးမှအကျယ်ကြီးပဲကျောင်းကိုဆိုလို့ရှင်လုံးဝလမ်းလျှောက်ပြီးသွားလို့မရဘူးပေါ့နော်အမပထမစရောက်ချင်းဆိုလို့ရှင်ကျောင်းမှာအရန်လမ်းပြောက်တယ်ကို့အဆောင်ကကိုဘယ်နာမှာဘာရှိမှန်းမသိဘူးပေါ့နော်အမ ရန်ကုန် University ရောက်ပြီဆိုအဲ့ရန်ကုန် University နီးပါးလောက်ကိုအဲ့လောက်ကိုကျယ်ပေါ့နော်ပြီးတော့လို့ရှင်နောက်တစ်ခုကကျတော့အမတို့ major တိုင်းဟိုတိုင်းမှာ field trips တွေရှိပါတယ် field trips ဆိုတာအမတို့ဒီမှာဆိုလို့ရှိရင်လည်း field trip တွေသွားထားတာပေါ့နော်ဆိုတော့ဒီတော်တော်များရှိရပြီးတော့ exchange program တွေ exchange program ကကြတော့အမတို့ကဒီချင်းမိုင်တက္ကသိုလ်အနေနဲ့ဆိုလို့ရှိရင်တော့ ASEAN နိုင်ငံတွေကို exchange သွားရတာမျိုးရှိနိုင်တယ် ASEAN နိုင်ငံအမဆိုလို့ရှိရင်ဒီနေ့အမ faculty မှာဆို exchange program ရွေးရဆိုလို့ရှိရင်အမတို့10ယောက်ရွေးရပေါ့နော်10ယောက်ထဲမှာအမဆိုလို့ရှိရင်ဒီနေ့ဆိုလို့ရှိရင်ဒီစင်ကာပူသွားမဲ့ exchange program တွေမှာပါတယ်ပေါ့နော်ဆိုတော့အဲ့လို exchange program တွေက opportunities တွေအများကြီးရှိရဲအဲ့ဒါတွေဆိုလို့ရှိရင်လည်းလုံးဝသူတို့တွေဘက်ကနေပြီးတော့မှ funding တွေသူတို့ပေးတာပေါ့နော်ဆိုတော့သူတို့အမှနေစိတ်စားစိတ်အကုန်လုံးသူတို့ပေးတယ်သူတို့ထောက်ပံ့ပေးရမျိုးရှိရဲပြီးသွားလို့ရှိရင်ဒါပေမဲ့နောက်တစ်ခါကျတော့အမှ weakness အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ graduation ပြီးသွားတဲ့အခါမှာ visa problem ရှိနိုင်တယ်ထိုင်းကအရင်တော့ကကြတော့အမတို့တွေကျောင်းပြီးသွားပြီကျောင်း၄နှစ်ပြီးသွားပြီဆိုလို့ရှိရင်ထပ်ဆောင်းအနေနဲ့ visa ကိုတစ်နှစ်တိုးပြီးတော့ပေးလို့ရှိရဲဒါပေမဲ့အခုနောက်ပိုင်းကျတော့အားလုံးလည်းသိကြမှာဖြစ်တဲ့အတိုင်းဒီ visa process တွေဟာပေါ့နော်အရန်ယူမှာကြက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကကျောင်း၄နှစ်ပြီးသွားပြီဆိုလို့ရှိရင်အရင်တော့ကလို့တစ်နှစ်မပေးတော့ဘူးပေါ့နော်အမတို့3လလား2လလားမသိဘူးအဲ့လောက်ပဲပို့ပြီးတော့ပေးတယ်အဲ့တော့ကိုကဒီကျောင်းပြီးချင်းဆိုလို့ရှိရင်မြန်မာနိုင်ငံပဲပြန်မလားဒါမှမဟုတ်လို့ရှိရင်တခြားနိုင်ငံပဲဆက်ကူးမလားဆိုတော့အရန်အခက်ခဲဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အခုအရန်ခေါင်းချောက်နေရပါတယ်အဲ့ကိစ္စကိုပေါ့နော်ဆိုတော့ကိုကအခု second semester လည်းရောက်နေပြီဆိုတော့ကိုဒီကျောင်းလေးနှစ်ပြီးသွားရင်ရောငါတခြားနိုင်ငံကိုဆက်ပြီးတော့ကူးမှာလားဒါမှမဟုတ်လို့ရှိရင်ဒီမှာပဲတခြား ways တွေနဲ့နေမှာလားဆိုတဲ့ဟာမျိုးလေးအရန်စဉ်းစားရခက်တယ်ပြီးတော့နောက်တစ်ခုကကျတော့ဒါကတော့ optional အနေနဲ့ထည့်ထားတာပါချင်းမိုင်မှာ transportation ကတော့နည်းနည်းလေးခက်ခဲနိုင်ပါတယ် cycle မမောင်းတက်ဘူးဆိုလို့ရှိရင်ပေါ့နော်။ဘာကြောင့်လဲဆိုတော့သူစီမှာ public transport လုံးဝမရှိဘူး။ cycle မောင်းတက်ရင်မောင်းတက်မမောင်းတက်လို့ရှိရင်ပတ်စံကုန်ခံပြီးတော့ကားငါဒါမှမဟုတ်ရှင်ကို6ကို3ပေါ့နော်။ကို6ကို3ပြီးတော့ပဲသွားရတာမျိုးရှိရပေါ့နော်။ Okay အဲ့ဆိုတော့ဒါကတော့ university life လေးပါဆိုတော့ဒီလောက်ပါပဲအမ sharing လုပ်ပေးချင်တဲ့ဥစ္စာလေးကတော့ခဲပြီးမေးခွန်းလေးရှိရဆိုလို့ရှိရင်မေးလို့ရပါတယ်။ ဟုတ်ကဲ့ပါရှင်အမဒီ website link လေးတွေရောတည်တည်ချာချာလေးရှင်းပြပေးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နော် participants လေးတွေကလည်းမေးစရာလေးတွေရှိရင်စပြီးတော့မေးလို့ရပါတယ်ဟိုမိုက်ဖွင့်လို့အဆင်မပြေတဲ့လူတွေကတော့ chat ထဲကနေမေးလို့ရပါတယ်ရှင်အားလုံးအမနာကြပါနဲ့နော်ဟိုမှာအမဒီ chat ထဲမှာမေးထားတယ်ဟောဒီမှာ Raysan နဲ့ထောင်ထားတယ်မေးစရာရှိတာမေးလို့ရပါတယ်နော် Raysan ထောင်ထားတဲ့သူဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်မေးချင်တာကလေဒီအမအနေနဲ့ပေါ့နော်ဒီမဟီတောင် University အကြောင်းလေးများသိလားပေါ့နော်အဲ့အကြောင်းလေးအမသိတာလည်းနည်း share လုပ်ပေးဖို့ပါဟုတ်မဟီဒေါကကြတော့အမကြားဘူးတာပေါ့နော်။ तू ကဒီ medical ဘိုင်းနဲ့အရန်နာမည်ကြီးရဲ့ပေါ့နော်။ဘာကြောင့်လဲဆိုတော့အမသိရဲမှာဆိုလို့ရှိရင်လေဒီmedical ဘိုင်းတက်ချင်တဲ့သူတွေဆိုလို့ရှိရင်မဟီဒေါကိုသွားပြီးတော့ join ကြတဲ့သူတွေရှိရပေါ့နော်။မဟီဒေါကကြတော့ तू ကအမခုနပြောသလိုမျိုးပဲ major ပေါ်မူတည်ပြီးတော့ requirements တွေ꿰နိုင်တယ်။အဲ့တော့အမလေတစ်ခုပေါ့နော်အကြံပေးချင်တာကuniversity ရဲ့ website တွေကိုတစ်ချက်သွားပြီးတော့ကြည့်စီခြင်းတယ်။ဘာကြောင့်လဲဆိုတော့ Mahidol University မှာဆိုလို့ရှိရင်လည်း तू အဲ့လိုavailable ဖြစ်တဲ့ programs တွေကမတူဘူးလေနော်ပြီးတော့ तू ကကြတော့ requirements တွေက GED တက်ပို့ပြီးတော့လိုတာမျိုးဖြစ်နိုင်တယ်တချို့ဆိုလို့ရှိရင်အမတို့ဒီ IGCSE တွေဘာတွေအဲ့လို AO တို့ပေါ့နော်ဆိုတော့အဲ့ဒါတွေအထိတင်ရတာမျိုးဖြစ်နိုင်တယ်တချို့ဆိုလို့ရှိရင်ဒီ portfolio ရေးရမျိုးတို့အဲ့လိုဟာမျိုးလေးတွေရှိနိုင်တယ်ပေါ့နော်ဆိုတော့အများကြီးတော့တေချာတော့မသိဘူးဒါပေမဲ့website တွေကိုထောက်ပြီးတော့ဝင်ကြည့်လိုက်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပဲဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ပြီးတော့ဒီမေးစရာနောက်တစ်ခုပါတယ်ဆိုတော့ဒီဘွဲကြိုတင်တယ်နေပေါ့နော်ဒီ program တွေမျိုးမှဆိုရင်ရောဒီ scholarship နဲ့အမျိုးသွားလို့ရတာမျိုးရှိတာဘွဲကြိုအတွက်လိုက်ဟုတ်တယ်ဟုတ်ဟိုမဟီဒေါမှာလားဟုတ်တယ်ဟုတ်မဟီဒေါမှာဘွဲကြိုရှိရရှိအမကြားဘူးရပေါ့နော်အမအသိတယောက်ဆိုလို့ရှိရင်လေသူအခုဘွဲကြိုတက်နေတာ scholarship နဲ့လို့တော့ထင်တာပဲဒါပေမဲ့အမအသိချာတော့သူမမေးကြည့်မိဘူးပေါ့နော်ဒါပေမဲ့မရှိတာမျိုးတော့မဟုတ်ဘူးရှိရ
ဒါပေမဲ့အမခုနပြောသလိုမျိုးအမခုန sharing လုပ်ပြီးသွားတဲ့ဥစ္စာတွေကကြတော့မဟီတိုတို့ဘာလို့အတွက်ကချိုင်းဆွတို့ဘာလို့ကကြတော့အရင်မပေးဘူးဆိုတော့ပေါ့နော်။ဘာလို့ဆိုတော့ तू ကမဟီတိုတို့ချူလာတို့ကကြတော့ဒီချက်ထဲမှာလည်းချူလာအကြောင်းပေးထားတာတယောက်အမတွေ့ရပေါ့နော်။ဆိုတော့ချူလာနဲ့ပတ်သက်ပြီးတော့ကြတော့လေခုနအမပြောချူလာကြတော့ချင်းမိုင်နဲ့မဟီတိုနဲ့ရှင်လိုက်မယ်ဆိုတော့တော်တော်လေးကိုမှဝင်ခွင့်ပို့ပြီးတော့ခတ်တဲ့ထဲမှာပါတယ်။သို့ပေမဲ့ scholarship တွေပေးရအရင်များတယ်ချူလာကချူလာရဲ့ဒီ website ထဲဝင်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်း तू အမှအများကြီး scholarship opportunity တွေအများကြီးရှိတာကိုတွေ့ရလိမ့်မယ်ပေါ့နော်ဒါပေမဲ့ तू ကတော့တော်တော်လေးတော့ compete တော့လုပ်ရမှာပေါ့လေဒါပေမဲ့မဟီတော့မှလည်းမရှိဘူးမဟုတ်ဘူးရှိပါတယ်ဒါပေမဲ့ तू ကကြတော့အမစိတ်တွေ need base ဆိုတာတဲ့ merit base တွေများမယ်လို့တော့ထင်တယ်သူအရန် qualification ကြည့်လောက်တယ်ပေါ့နော်ဥပမာကိုအရင်တော့က high school မှာတေချာလေးအမှတ်များခဲ့လားဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့ entrance exam မှာသူတို့ impress ဖြစ်စေလောက်တဲ့ဟာမျိုးဖြစ်လားပေါ့အဲ့လိုဟာမျိုးတွေကြည့်ပြီးတော့ပေးရလို့တော့အမထင်တယ်ပေါ့နော်ဒါပေမဲ့လုံးဝကြီးမရှိရမျိုးတော့မဟုတ်ဘူးရှိရရှိမှာပါဟုတ်ဟုတ်ကဲ့အမကျေးဇူးတင်ပါတယ်ခင်ဗျာကဲပါဟုတ်ကဲ့ပါအမရှင်းပြပေးတာကျေးဇူးများကြီးတင်ပါတယ်နော်ဒီမှာချက်ထဲကမိထားတဲ့ဟာလေးညီမပြောပြပေးပါမယ်ဒီထိုင်းမှာကြောင်းတက်ရင်အလုံးလို့ရလားရှင်းလို့မိထားပါတယ်ရှင်းအဲ့ဒါကလည်းအမခုနထည့်ပြောမယ် weakness ပေါ့နော်ခိုင်းမှာကြောက်တက်ရင်အလုံးလို့မရပါဘူးမိသွားရဲဆိုလို့ရှိရင်တကယ်ကြီးရမှာပါပေါ့နော်ဒါပေမဲ့အမတို့တွေဘာဖြစ်လဲဆိုတော့တချို့ဆိုလို့ရှိရင် online အဲ့လို remote job တွေတော့လုပ်ကြရတယ်ပေါ့နော် remote job ကကြောင့်အမသိရဆိုလို့ရှိရင်လည်းဒီဘက်ကအလုပ်တွေဆိုလို့ရှိရင်သူတို့ remote job တွေပါဝင်ပြီးတော့လုပ်တာမျိုးရှိတယ်အဓိကကတော့ပေါ့နော်ကိုအဲ့လို in person သွားလုပ်တဲ့အလုပ်တွေကတော့အဆင်မပြေဘူးကိုကလည်းလုပ်လို့မရသလိုတကယ်တမ်းအလုပ်ရှင်တွေအနေနဲ့ကလည်းလက်ခံမှုတော့ခက်တယ်ပေါ့နော်ဒါပေမဲ့တချို့ကြတော့လေအဲ့လိုထိုင်းစကားအရန်ရတဲ့သူတွေဆိုလို့ရှိရင်လည်းအဲ့လိုလောက်ကြတာမျိုးတော့ရှိရအမှမြင်တော့မြင်ဘူးလေပေါ့နော် part time လောက်တာဒါပေမဲ့အဲ့ဒါကတော့ illegal ဖြစ်တဲ့အတွက်ကြောင့်မလို့အရင်တော့ risk မယူစေချင်ဘူးပေါ့နော်ဆိုတော့ကိုအကယ်၍ remote job တွေပါရှိရဆိုလို့ရှိရင်တော့အဲ့ဒါလေးပဲလောက်တာတော့ပို့ပြီးတော့အဆင်ပြေမယ်ထင်တယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါရှင်ဒီမှာနောက်ထပ်မိထားတာလေးကတော့ထိုင်းရောက်မြန်မာကျောင်းသားဗတ်ရိုက်ထားပြီးအလုပ်သမားနေထိုင်ခွင့်နဲ့နေသူတွေအတွက်ရောကျောင်းတက်ဖို့ဗီဇာတက်ထက်လျှောက်လို့ရလားရှင်းတယ်မှာအဲ့ဒါကကြတော့ဗတ်ရိုက်ထားရဲဆိုအခုထိုင်းမှာရောက်နေလားအလုပ်သမားဟာလေထိုင်းမှာရောက်နေရဆိုလို့ရှိရင်သူကကြတော့ဗတ်ရိုက်ထားတယ်ဆိုလို့ရှိရင်ဟုတ်တယ်ပြန်ပြီးတော့ပြောင်းရမှာအဲ့ဥစ္စာပြန်ပြီးတော့ပြောင်းပေးဖို့လိုပေါ့နော်ဒါပေမဲ့ဗတ်ရိုက်ထားရဲဆိုတဲ့နေရာမှာတချို့ကြတော့လေpassport ရှိရနဲ့မရှိရနဲ့တော့ကွာတယ်ပေါ့နော်အဲ့တော့အမစိတ်ထင်ကိုဗတ်ရိုက်ထားရဲဆိုလို့ရှိရင်တော့ passport ရှိရဆိုလို့ရှိရင်တော့ visa ချိန်ရတာပို့ပြီးတော့အဆင်ပြေလောက်တယ်ပေါ့နော်မရှိဘူးဆိုတော့နည်းနည်းတော့ပို့ပြီးတော့ခက်မှာပေါ့ဒါပေမဲ့ဟုတ်တယ်ပြန်တော့ပြောင်းရမှာအကယ်၍ကိုကဒီထိုင်းမှာဗတ်ရိုက်ပြီးတော့နေရဆိုလို့ရှိရင်ကိုကတက္ကသိုလ်ရှောက်ပြီးထားပါတော့ရှောက်ပြီးဆိုလို့ရှိရင်တက္ကသိုလ်ဘက်က offer letter တွေဘာတွေကြားလာပြီဆိုလို့ရှိရင်အဲ့ဒါကိုတစ်ချက်ပြန်ပြီးတော့သွားပြောင်းရမယ်ထင်တယ်ပေါ့နော် immigration မှာဆိုတော့ထင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်မိခွန်းလေးကတော့ I'm thinking of studying in Thailand and also working there later so I would like to know which major have more job opportunities လို့မိထားပါတယ်ရှင်အဲ့ဒါကတော့ပြောရခက်ပါတယ်။ဘာလို့လဲဆိုတော့Thai မှာသူကjob opportunities ပို့ပြီးတော့များတဲ့ major ဆိုလို့ရှိရင်တော့အမတို့အားလုံးသိကြတဲ့အတိုင်းပါပဲဒီ STEM major တွေကတော့ပို့ပြီးတော့ opportunity များရပါတော့။ STEM လို့ပြောတဲ့အခါမှာအမတို့ science နဲ့ဆိုင်တဲ့ major တွေ engineering နဲ့ဆိုင်တဲ့ major တွေ economics စသဖြင့်ပေါ့နော်။အဲ့ဒါတွေကတော့အမစိတ်ထင်ပို့ပြီးတော့မှ opportunity များမယ်လို့ထင်တယ်ပေါ့နော်။အမကအခုအမတက်နေတဲ့ major ပေါ့နော် social science ဆိုလို့ရှိရင်တော့မှအခုနောက်ပိုင်းဘာဖြစ်လဲဆိုတော့US အကြောင်းလေးအားလုံးကြားမှာပါ Trump ကနေပြီးတော့အဲ့လို funding တွေပါဖြတ်လိုက်တဲ့အခါမှာဒီဘက်မှာရောက်နေတဲ့ job opportunity ကအမတို့ fee အတွက်ဆိုတော်တော်လေးနည်းသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကိုက job opportunity တော်တော်များများလေးလိုချင်တယ်ဆိုလို့ရှိရင်STEM major တွေရှောက်လို့ရပါတယ် engineering တို့ဘာလို့ရှောက်လို့ရတယ်ပြီးတော့နောက်တစ်ခုကကြတော့လေအမ Thai မှာမကောင်းတဲ့အရာနောက်တစ်ခုပေါ့နော်ဆိုတော့ခုနကောင်းတာတွေပဲပြောပြီးသားပြီဆိုမကောင်းတဲ့အရာနောက်တစ်ခုကကြတော့သူကအဲ့လိုမျိုးjob တွေနဲ့ job တွေဆိုလို့ရှိရင်ပေါ့နော်အမ engineering ပဲဖြစ်ပါဖြစ်ပေါ့နော်အဲ့လိုဟာမျိုးဆိုရင်သူတို့နိုင်ငံသားနဲ့ရှင်လိုက်တယ်ဆိုလို့ရှိရင်တော့အမတို့အဲ့လို foreigner တွေကနည်းနည်းတော့ပို့ပြီးတော့မှခက်တယ်ပေါ့နော် job opportunity job ရဖို့အတွက်ကအလုပ်ရဖို့အတွက်ကပို့ပြီးတော့ခက်တယ်လို့အမထင်တယ်ပေါ့နော်ဆိုတော့အမခုနပြောသလိုပါပဲပြောရတော့ခက်တယ်ပေါ့နော်အဲ့ဒါကြတော့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်နောက်မိကွန်းလေးကတော့ Thailand က University မှာ GED နဲ့အမြင့်ပိုင်း major တွေရောရလားရှင်တဲ့
အမြင့်ပိုင်း major ဆိုတာကအမစိတ်ထင်အဲ့လို medical နဲ့ဆိုင်တဲ့ဟာမျိုးတွေအဲ့လို engineering နဲ့ဆိုင်တဲ့ဟာမျိုးတွေထင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကကြတော့အမတို့တက္ကသိုလ်တစ်ခုနဲ့တစ်ခုကတော့မတူဘူးအမတို့ချင်းမ University မှာဆိုလို့ရှိရင်တော့ engineering ကို GED နဲ့ရှောက်လို့ရတယ်IG ရှိလည်းရတယ်ပေါ့နော်ဒါပေမဲ့ तू က entrance တော့ပြန်ပြီးတော့ဖြေရတယ်ဒါပေမဲ့အဲ့ဒါက तू ကတက္ကသိုလ်တွေကဘာဖြစ်လဲဆိုတော့တစ်ခုနဲ့တစ်ခုက ranking မတူကြဘူးပေါ့နော် ranking မတူတာဖြစ်တော့ဟိုကချူလာဆိုလို့ရှိရင် ranking မြင့်နေဆိုသူ့စီမှာရှိတဲ့အမြင့်ပိုင်း major တွေ join နေတယ်ဆို GED တဲ့ပို့ပြီးတော့လိုအပ်တာမျိုးဖြစ်နိုင်တယ်အဲ့ဒါဆိုတော့ဟိုကိုတက်ချင်တဲ့ university website တွေကိုတစ်ချက်သွားကြည့်ကြည့်လိုက်ပေါ့နော်တစ်ချက်သွားကြည့်ပြီးတော့သူတို့တောင်းထားတဲ့ required documents တွေကဘာတွေဖြစ်မလဲဆိုတဲ့ဥစ္စာတွေတစ်ချက် check လုပ်လိုက်တော့ပို့ပြီးတော့အဆင်ပြေမယ် ကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ်မိကွန်းလေးကတော့အမတက်တဲ့မိဂျာကပေါ့နော်တဲ့ကျောင်းပြီးသွားရင် job opportunities ကဘယ်လိုတွေလုပ်လို့ရမလဲရှင်တဲ့အမကြတော့ခု social science ပေါ့နော် social science ကကြတော့အမခုနပြောသလိုမျိုးပဲလူမှုအကျိုးပြု major ဖြစ်တယ်ဒီသူက sustainable development ပေါ့နော်ဆိုတော့ SDG goals တွေကိုလည်းဆက်ပြီးတော့လုပ်လို့ရတဲ့ major ဖြစ်တယ်ပေါ့နော်အမခုနတော့ပြောရတဲ့မှာအမဘာလို့ဒီ major ကိုရွေးသွားလဲဆိုတဲ့ဥစ္စာတော့မပါခဲ့ဘူးပေါ့နော်အမကဒီချင်းမိုင်တက္ကသိုလ်ရွေးရဆိုရဲကဒီ major ကိုရွေးရပါဘာဖြစ်လို့ဆိုတော့အမကိုယ်တိုင်ကလည်းဒီ education ဘိုင်းနဲ့စိတ်ဝင်စားတယ် education ဒီ projects တွေနဲ့ပတ်သက်ပြီးတော့ဆက်လုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမရွေးခဲ့ဖြစ်တာပေါ့နော်job opportunities တွေနဲ့အနေနဲ့ဆိုလို့ရှိရင်အမတို့ INGO တွေမှာဝင်ပြီးလုပ်လို့ရတာမျိုးရှိတယ်ပြီးသွားလို့ရှိရင်နောက်တစ်ခုကကြတော့ကိုအကယ်၍ပို့ပြီးတော့သွားချင်တယ်ဆိုလို့ရှိရင်ပေါ့နော်အမတို့ master တို့ PhD တို့စီဆက်ပြီးတော့သွားပြီးတော့မှ professor တွေပါဝင်လုပ်လို့ရတာမျိုးလည်းရှိတယ်တခြား field တွေနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်တော့ तू က job security နည်းတယ်လို့တော့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့အမတို့ NGO ပဲဖြစ် INGO ပဲဖြစ်ပေါ့နော်အလုပ်ဝင်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင် तू ကpermanent job တွေကအရင်နေပေါ့နော်အမတို့ contract နဲ့လုပ်တဲ့ဟာမျိုးတွေရှိလိမ့်မယ်အဲ့လိုဟာမျိုးတွေရှိတယ်ဒါပေမဲ့ဒီ major နဲ့ကျောင်းပြီးသွားပြီဆိုလို့ရှိရင်တော့ INGO တွေ join လို့ရပါတယ်ပြီးသွားလို့ရှိရင်နောက်တစ်ခုကကျအမတို့ international organization တွေတော်တော်များများမှာလည်းဝင်ပြီးတော့လုပ်လို့ရပါတယ်ဟုတ်ကဲ့ပါရှင်ပြပြကျေးဇူးများတင်ပါတယ်နော်နောက်တစ်ခုကချင်းမရဲ့ intake ထားလေးတစ်ချက်လောက်ထပ်ပြောပြပါအောင်ရှင်တဲ့ချင်းမာယာကြတော့ तू က intake ကတစ်ခုလည်းရှိရပေါ့နော်အဲ့ဒါဂျွန်မာတစ်ခုပဲရှိရဒါပေမဲ့အမတို့အခု round 1ဖွင့်နေပြီပေါ့နော် round 1အခုဒီဇင်ဘာ16မှာကုန်မှာပေါ့နော် round 2ကကြတော့အမခုနတွေးလိုက်တာ February မှာ तू ပြန်ပြီးတော့ဖွင့်လိုက်မယ်ပေါ့နော် round 2ကိုအကယ်၍ရှောက်မယ်ဆိုလို့ရှိရင် round 1နဲ့ round 2အမီရောရှောက်တာပို့ပြီးတော့ကောင်းပါတယ်လို့ဘာကြောင့်လဲဆိုတော့ round 3ကကြအမခုနပြောလို့ပဲထိုင်းနိုင်ငံအတွင်းမှာရောက်ပြီးသားလူတွေအတွက်ပဲ तू ကပို့ပြီးတော့အဆင်ပြေရပေါ့နော်မနေ့ကဆိုလို့ရှိရင်လည်းအမအတိမောင်လေးတယောက်တောင်မှ तू round 3ရှောက်တာလုံးဝမရဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ तू ကဒီမှာတော့ ED visa နဲ့နေနေရပဲဒါပေမဲ့ तू ရဲ့ ED visa က6လမကျော်သေးလို့ဆိုပြီးတော့အဲ့ဒါ तू ကလုံးဝဝင်ခွင့်မပေးဘူး။ application process မှာလည်းဟိုက तू ဖြုတ်ချလိုက်တာပေါ့နော်။အဲ့ဒါတော့ထိုင်းနိုင်ငံရောက်ပြီးသား तू ပေါ့။အဲ့လိုဆိုတော့ဟို round 2ကကြတော့အမတို့ match လမှာတော့ကုန်လိမ့်မယ်။ February မှာစပြီးတော့ပြန်ဖွင့်ပါလိမ့်မယ်။ intake ကတော့အမခုနပြောသလိုပဲဇွန်လမှာပဲစပြီးတော့တက်လို့ရတယ်ပေါ့နော်။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်။နောက်မိကုန်းလေးကတော့ design ဘိုင်းနဲ့ပတ်သက်ပြီးတော့နာမည်ကြီးတဲ့ uni လေးရှိရင်သိချင်ပါတယ်တဲ့design ဘိုင်းနဲ့ပတ်သက်ပြီးတော့ကကြတော့အမှတ်သေးချာတော့မသိဘူးပေါ့နော်ဒါပေမဲ့တမဆက်တို့ဘာလို့လဲအဆင်ပြေမယ်ထင်တယ်တမဆက်တို့ဘာလို့ဆိုလို့ရှိရင်လည်းအမတို့ခုနောက်ပိုင်းတော်တော်မြတ်သွားကြရပေါ့နော်ဟို business design တို့ architecture design တို့အဲ့လိုဟာမျိုးတွေနဲ့ဆိုလို့ရှိရင်လည်းသွားကြရမျိုးရှိတယ် design ဆိုတာကြတော့အမစိတ်တယ်အဲ့လို fashion တို့ဘာလို့အဲ့လိုအပိုင်းထင်တယ်ပေါ့နော် fashion ဘိုင်းဘာညာကြတော့ရှိရဒါပေမဲ့ဟို private university တွေများမယ်ထင်တယ်အမစိတ်ထင်လေ private university ဆိုတာ Bangkok University တို့ Rajshahi University တို့အဲ့လိုဟာမျိုးတွေကပို့ပြီးတော့ရှိမယ်တဲ့ဒါပေမဲ့အမအဲ့ဒါကြီးတော့တေချာကြီးတော့မသိဘူးပေါ့နော်ဟိုအရန်ကြီးတော့မသိပါဘူးလို့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်နောက်မေကွန်းလေးကတော့ထိုင်းမှာဆိုရင် visa ကဘယ်လို visa မျိုးလုပ်ရမလဲရှင်ကြောင်းကြဖို့ရောနေထိုင်ဖို့ရောအတွက်ပါရှင်တဲ့ထိုင်းမှာက visa ကြတော့အမတို့ ED visa ပေါ့နော် ED visa မှာမှ तू ကရိုး ED visa ရဲ့ ED plus visa ရဲ့ဆိုပြီးရှိရပေါ့နော်အမတို့အခု4-year program နဲ့လာတဲ့သူတွေကကြတော့အမတို့ ED plus visa ရတယ်။သူအဓိကကြတော့ဟိုထိုင်းမှာကျောင်းလာတက်မယ်ဆိုလို့ရှိရင်လိုအပ်တာကြတော့ဒီ university ရဲ့အဲ့ visa documents တွေပေါ့နော်။အမရဲ့ immigration ဖြတ်တုန်းက process ကိုပြောရမယ်ဆိုလို့ရှိရင်အမကမြန်မာနိုင်ငံကနေပြီးတော့မှဒီဘက်ကိုလှမ်းလျှောက်တာအရင်ဆုံးအမတို့ဘာလုပ်ကြလဲဆိုတော့ထိုင်းတန်ရုံကိုအရင်ဝင်ရတယ်ထိုင်းတန်ရုံကိုအရင်ဝင်ပြီးသွားတော့မှအဲ့ဒီကိုအမတို့ကျောင်းကနေပြီးတော့မှ provide လုပ်ပြီးအဲ့မှာ visa documents တွေအများကြီးပဲရှိတယ်အဲ့ဒါတွေအကုန်လုံး print ထုတ်ပြီးသွားလို့ဆိုလို့ရှိရင်အဲ့ဒီထိုင်းတန်ရုံကိုဝင်ပြီးတော့မှအမတို့
သူတို့တုံးထုပေးရဆိုလို့ရှိရင်သွားလို့ရပြီပေါ့နော်တုံးထုပေးရဆိုလို့ရှိရင်ဒီဘက်ကိုဝင်လို့ရပြီဒါပေမဲ့အဲ့ဒီတုံးထုပေးရဲ့ဥစ္စာကြတော့တစ်လပဲထင်တယ်ဟုတ်တယ်တစ်လပြည့်ပြီးသွားလို့ရှိလို့ရှိရင်ထိုင်းမှာအမတို့ visa ပြန်ပြီးတော့တက်တန်းပြန်တိုးရတယ်အဲ့ချိန်မှာ तू ကဘာပေးမှာလဲဆိုတော့အမတို့ ED+ visa ဆိုပြီးတော့ तू ပေးလိုက်မယ်ပေါ့နော် ED+ visa ကြတစ်နှစ် visa ပေါ့ကိုက4နှစ်တက်မယ်ဆိုရင်နှစ်တိုင်းတစ်နှစ်ချင်းစီတိုင်းမှာပြန်ပြီးတော့သွားတိုးလို့ရတယ်ထိုင်းမှာ strong ဖြစ်ဆုံး visa တော့အမတို့အဲ့ ED+ visa လို့ပြောလို့ရပါတော့နော်ရိုး ED visa ရေဆိုလို့ရှိရင်တော့မှ तू တစ်နှစ်ပေးရရှားတယ်အများဆုံးပေးရဆိုလို့ရှိရင်အမတို့6လ3လအဲ့လောက်ပေးရပဲပို့ပြီးတော့ရှိရပေါ့နော်အဲ့လိုတော့ရှိပါတယ်လို့ဟုတ်ဟုတ်ကဲ့ပါရှင်းပြပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နော်နောက် question လေးကတော့ Charles Dream Scholarship မှာရေးထားတဲ့ဟာလေးအမားတဲ့ character 3000ကလေးတဲ့ character 3000ကျော်လို့ရလားပြီးတော့with space လား without space လားသိချင်လို့ပါအဲ့မှာ character 3000 each လို့ရေးထားလို့ပါရှင်တဲ့ဟုတ်တယ် character 3000တော့ကျော်လို့မရဘူး तू ကလေအမအရင်တော့ကလည်းအဲ့ဥစားရယ်ပြောဦးတယ်ပြီးတော့ तू ကဟုတ်တယ်ဟိုက space နဲ့မှ3000ထင်တယ်ဆိုတော့သူတို့ပြန်ပြီးတော့ screening လုပ်တဲ့အခါကျလို့ရှိရင်အမတို့အဲ့ character ကိုတီချာလေးကြည့်မယ်လို့ထင်ပေါ့ဒါပေမဲ့ကြော်တယ်ဆိုလို့ရှိရင်တော့အမတို့ maybe 10ကဏန်းလောက်ပေါ့နော်ဟို3010တို့ပါအဲ့လိုတော့ကြော်လို့ရမယ်ထင်တယ်ဒါပေမဲ့ဟိုအကောင်းဆုံးကတော့ तू က3000လို့ပြောထားတယ်ဆိုလို့ရှိရင်တော့3000မကြော်တာတော့အကောင်းဆုံးပဲပေါ့နော်။ဥပမာစလုံး900ပြောထားတယ်ဆိုလို့ရှိရင်လည်းစလုံး900မကြော်တာတော့အကောင်းဆုံးပါပဲလို့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်နောက် question လေးကတော့ business major ကတော့ scholarship မရှိဘူးလားရှင်လို့မြည်ထားပါတယ် business major ကကြတော့ scholarship ခုနတွေ့ရတဲ့လောက်ဆိုလို့ရှင်တော့အမတို့ဟိုကမရှိဘူးပေါ့နော်။ဒါလည်း child stream မှာတော့မရှိဘူး child stream မှာတော့သူပေးတာမတွေ့လိုက်ဘူးပေါ့နော်။ဒါပေမဲ့ business လို့ပြောရမှာ economics တော့ပေးရတော့တွေ့ရဲ့ပြီးတော့ချင်းမိုင်တက္ကသိုလ်မှာလေ business နဲ့သက်ဆိုင်တာဆိုတော့အမခုနတွေ့ရတဲ့လောက်ဆိုလို့ရှိရင်ဒီ accountant နဲ့ဆိုင်တဲ့ဥစ္စာရှိရပေါ့နော် accountant ဥစ္စာနဲ့ဆိုင်တဲ့ဥစ္စာရှိရပြီးတော့ economic ရှိရတခြား major တွေကကြတော့ဒါပေမဲ့အမစိတ်ထင်အမတို့ daughters rising ဆိုလို့ရှိရင်အကယ်၍မိန်းကလေးထင်တယ်နော်ဟုတ်တယ်ရှင်ဆိုတော့မိန်းကလေးပေါ့အဲဆို daughter rising ရှောက်မယ်ဆိုလို့ရှိရင်တော့ daughter rising ရဲ့ဟိုမှာတော့သူအဲ့လိုမျိုးရင်းကတ်သက်ထားတာမရှိဘူးအကယ်၍ data rising တော့ရှောက်လို့ရပါတယ် data rising ဆိုလို့ရှိရင်တော့ကိုအကယ်၍ဒီ business ကိုစိတ်ဝင်စားတယ် business နဲ့ပတ်သက်ပြီးကိုဘယ်လိုဆက်လုပ်ချင်တယ်ဆိုတဲ့ဥစ္စာကိုတေချာလေးရေးပြနိုင်တယ်ဆိုလို့ရှိရင်တော့ data rising ရှောက်လို့ရပါတယ်ဒီအမျိုးလေးရှိရပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်နောက်မိခွန်းလေးကတော့ work experience အနေနဲ့ intern က semester ဘယ်တော့လောက်စာလဲရှင်နဲ့အနည်းဆုံးဘယ်လောက်ကြာ intern ဆင်းရလဲရှင်တဲ့work experience အနေနဲ့ကကြတော့အမတခြား major တွေတော့မသိဘူးပေါ့နော်အမခုတက်နေတဲ့ major ကြတော့ intern ကthird year second semester ပေါ့နော်အဲ့အချိန်တွင်းမှာတော့သူစဆင်းရပြီလို့ထင်တာပဲဒါပေမဲ့ fourth year လည်း maybe fourth year ဖြစ်မယ်တော့ထင်တယ်အဲ့ဒါသေချာတော့မသိဘူးပေါ့နော်အမ senior တွေတစ်ချက်မမေးရသေးဘူးဒါပေမဲ့အဲ့လိုအမားတို့ major ကြ research တွေအများကြီးတော့လုပ်ရတယ် research အများကြီးလုပ်ရတာဖြစ်တဲ့ကြောင့်မို့third year လောက်ဆိုလို့ရှိရင် intern ဆိုတာထက်ကိုအဲ့လိုကိုယ်တိုင် on site သွားပြီးတော့ research လုပ်တဲ့ဟာမျိုးတွေစပြီးတော့လုပ်ရပြီပေါ့နော်ဒါပေမဲ့fourth year လောက်ဆိုလို့ရှိရင်တော့သူတို့အဲ့လို intern တွေပါတွေစပြီးတော့ဟိုဖြစ်တာရှိပြီပေါ့နော် intern တွေပါတွေစပြီးတော့ဆင်းလို့ရပြီintern ဆင်းတာကြတော့ဟိုကိုယ့်ဘာသာကိုရှာရတော့များတယ်ဟိုကိုယ့်ဘာသာကိုအကယ်၍ကိုစိတ်ဝင်စားတဲ့ FIA intern ကိုသွားပြီးတော့ရှာတဲ့ဟာမျိုးရှိတယ်ဒါပေမဲ့အကယ်၍ကိုကိုအရင်နဲ့ရှာလို့လည်းအဆင်မပြေဘူးဆိုတော့တက္ကသိုလ်ကချိတ်ပေးရဲ့အဲ့လို organization တွေတော့ရှိတယ်အဲ့မှာတော့တစ်ချက် intern သွားဆင်းလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်နောက်တစ်ခုကတော့ do you think business major have better chances to find a job in Thailand လို့မိထားပါတယ်ရှင်အမyes I guess so ထင်ပါတယ်ပေါ့နော် Thai မှာဆိုလို့ရှိရင်အမတို့ business major ကတော့သူအခုနောက်ပိုင်းကလေမတို့ company ကလည်းများလာပြီเนาะဆိုတော့ corporation တွေပို့ပြီးတော့များလာတယ်ဆိုတော့ maybe chance ရှိမယ်လို့ထင်ပါတယ်။ Thai မှာကျတော့ तू ကအဓိကကလေဟိုပေါ့နော်အလုပ်ရပြီဆိုလို့ရှိရင်အားလုံးအဆင်ပြေရဲ့အလုပ်ရတယ်ဆိုတဲ့နေရာမှာတော့ Thai အဲ့လို organization မှာရတာမှာပို့ပြီးတော့အဆင်ပြေရပါတော့။ဘာကြောင့်ဆိုတော့ Thai မှာအလုပ်လုပ်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီ organization ဘက်ကကိုယ့်ကို work visa မပေးဘူးဆိုရင် work permit မရှိဘူးဆက်ပြီးတော့လုပ်လို့မရဘူး။အဲ့လိုဆိုတော့ maybe business major နဲ့ဆက်ပြီးသွားမယ်ဆိုရင်ဥပမာ Thai က company တွေပိုင်းမှာဝင်ပြီးတော့လုပ်တယ်ဆိုလို့ရှိရင်တော့သူတို့ဘက်က work permit တွေ work visa တွေပေးရဆိုလို့ရှိရင်တော့ chance ကပို့ပြီးတော့ရနိုင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ရှင်နောက် question လေးကတော့ language program ရောတဲ့ private ပဲရတာလားအနုပညာနဲ့ပတ်သက်တဲ့ major ကိုရှိလားရှင်တဲ့ language program ကလေဟိုဟာ Thai language program ပြောရလား language school လို့ပုံစံမျိုးပြောရတယ်နော်ဟုတ်ပါတယ်language school ကကြတော့အမတို့ public uni မှာလည်းရှိပါတယ်အမတို့ချင်းမိုင်မှာဆိုရင်တော့ language school ရှိသေးတယ်
ဒါပေမဲ့အမတေချာတော့မသိဘူးပေါ့နော်ဒါပေမဲ့အဲ့လို private တွေကတော့ language school ကပို့ပြီးတော့များတယ်ပေါ့နော်ဒါပေမဲ့ public မှာဆိုလို့ရှိရင်လည်းအမတို့ကျောင်းမှာဆိုလို့ရှိရင်တော့ရှိတယ်အနုပညာနဲ့ပတ်သက်တဲ့ major ကရှိမှာပါအမကခုနချင်းမိုင်မှာတွေ့ရသလောက်ဆိုတော့ချင်းမိုင်မှာကတော့အနုပညာနဲ့ပတ်သက်တဲ့ major တော့မရှိဘူး။ तू ကဟိုဟာဘာ major တွေပဲရှိလဲဆိုတော့အမတစ်ချက်ပြန်ပြီးပြပေးမယ်နော်။ architecture တော့ရှိရတယ်ပါ။အနုပညာဆိုတာကြောင့်လေအမတို့အများကြီးရှိရပေါ့နော်။ဟိုမှာ music ပိုင်းနဲ့ဆိုင်တဲ့ဥစ္စာလား art ပိုင်းနဲ့ဆိုင်တဲ့ဥစ္စာလားအဲ့လိုဟာမျိုးအများကြီးရှိရဆိုတော့okay art တွေပိုင်းနဲ့ဆိုင်နေဆိုလို့ရှိရင်တော့အမတို့ဒီမှာ architecture နဲ့ဆိုင်တဲ့အဲ့လို major တွေရှိရယ် architecture နဲ့ဆိုင်တဲ့ဥစ္စာရှိရယ်တခြားအဲ့ဒီအနုပညာနဲ့ဆိုင်တဲ့ဟာကတော့အများကြီးတော့မရှိသေးဘူးပေါ့နော်okay ကိုဒီ architecture ပိုင်းဒီ art အပိုင်းကိုစိတ်ဝင်စားရဆိုလို့ခုနကတော့တယောက်မိခါ design ပိုင်းစိတ်ဝင်စားရဆို okay ဒီ design ပိုင်းကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့ဒီမှာရှောက်လို့ရပါတယ်ဒီဥစ္စာဒါပေမဲ့ architecture ကလေဈေးတော့များရဲ့ချင်းမိုင်တက္ကသိုလ်မှာအမကြားဘူးတော့ဆိုရင်တော့ semester တစ်ခုကို8000လောက်ရှိရဲ့ဘတ်8000ဆိုလို့ရှိရင်300နီးပါးပဲပေါ့နော်ဆိုတော့300နီးပါးဆို semester တစ်ခုကို300ဆိုတစ်နှစ်ဆိုလို့ရှိရင်200လောက်ကုန်နိုင်တယ်4နှစ်ဆိုလို့ရှိရင်အမတို့800လောက်သွားနိုင်တယ်နော်ပြီးတော့ तू က architecture တို့ဘာလို့ကကြာ scholarship opportunity တော်တော်နည်းပါတယ်ဘာဖြစ်လို့ဆိုတော့ तू ကအရန်လဲအဲ့လိုဟိုဘယ်လိုပြောရမလဲဈေးများတဲ့ major လေးဖြစ်တယ်ပေါ့နော်ပြီးတော့အမခုနပြောတဲ့ need based scholarship တွေက तू ကဘာကိုအရန်ကြည့်လဲဆိုတော့ကိုတက်ချင်တဲ့ major ကသူတို့ provide လုပ်ပေးနိုင်တဲ့ funding ပမာဏတွေမှာရှိလားဆိုတဲ့ဥစ္စာသူတို့အရန်ကြည့်ရပေါ့နော်ဥပမာ social science အမတစ်ခုတက်နေတဲ့ SSSD ဆိုလို့ရှိရင် semester တစ်ခုကို9000ခွဲဆိုတော့သူတို့တက်နိုင်တဲ့ funding တွေမှာဆိုလို့ရှိရင်သူတို့အဲ့ဒါအများကြီးထည့်ပြီးတော့စဉ်းစားပေးရပေါ့နော်ဆိုတော့အရန်ကြီးအဲ့လိုပတ်စံများတဲ့ major ဆိုလို့ရှိရင်တော့နည်းနည်း chance နေနိုင်မယ်လို့အမထင်ပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်မေကွန်လေးကတော့ထိုင်းမှာ nursing major ဆိုရင်ကျောင်းပြီးရင်အလုပ်အကန့်အခွင့်အလမ်းများနိုင်မှာလားရှင်တဲ့ဒီ major ကိုရောတဲ့ scholarship ရှိလားရှင်တဲ့ပြီးတော့ CMU မှာတဲ့တက်မယ်ဆိုရင်အဆင်ပြေမလားအခြားဘယ် uni မှာတက်ဖို့အဆင်ပြေမလားရှင်တဲ့nursing ကကြောင့် CMU မှာတက်လို့တော့အဆင်ပြေပါတယ်။အဲဆိုတော့ဒီမှာမြန်မာတွေပေါ့နော်အများကြီးတက်နေကြတယ် CMU မှာ nursing ကိုဒါပေမဲ့တခုရှိရလေ तू ကအလုပ်အကင်တော့ရနိုင်တယ်။ဒါပေမဲ့ထိုင်းစကားတက်မှာတော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ तू ကဒီမှာ nursing ဝင်လုပ်ပြီဆိုလို့ရှိရင် private hospital ပဲဖြစ်ဖြစ် public hospital ပဲဖြစ်ဖြစ်ကိုကအဲ့လိုထိုင်းစကားကိုတေချာလေးတက်ထားရဆိုလို့ရှိရင်တော့ပို့ပြီးအဆင်ပြေရပြီးတော့အမကြားဖို့တလောက်ဆိုလို့ရှိရင် nursing တက်တဲ့သူတွေကတက်ဒီက final year လောက်ဆိုလို့ရှိရင် तू ကအဲ့လိုထိုင်းလိုမျိုးကိုမှတွဲတက်ကြရလို့ तू ကပြောတယ်။ဘာကြောင့်လဲဆိုတော့တကယ်နဲ့ nursing လုပ်ပြီဆိုလို့ရှိရင် nurse လုပ်ပြီဆိုလို့ရှိရင်ထိုင်းလိုတက်မှာကိုအဆင်ပြေမှာမို့လို့ပေါ့နော်။အဲ့ဆိုတော့ nursing တက်ချင်တယ်ထိုင်းမှာပဲတက်ချင်တယ်ထိုင်းမှာပဲအလုပ်ဆက်ပြီးတော့လုပ်ချင်တယ်ဆိုလို့ရှိရင်တော့အမတို့ထိုင်းဘာသာစကားကိုသင်ယူထားဖို့အမအကြံပေးချင်တယ်ပေါ့နော်။တခြား uni တွေကတော့အမသိတော့မသိချာဘူးပေါ့နော်။မဟီတော့ကတော့ medical ဘိုင်းနဲ့ဆိုင်တယ်ဆိုတော့ nursing လားအမသိသလောက်ဆိုရင်တော့သူက biomedical ဘိုင်းတွေပါတယ်တော့တက်လို့ရတယ်ဒါပေမဲ့ nursing ကတော့အမသိတော့မသိချာဘူးဒါပေမဲ့ CMU က nursing ကတော့အဆင်ပြေပါတယ်တက်လို့ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ရှင်အထက်တန်းကအမတ်ကိုကန့်မှန်ထားလားရှင်လို့မေးထားပါတယ်ရှင်အထက်တန်းအမတ်ကိုမကန့်သက်ထားဘူးဆိုတော့သူတို့ကလေအဲ့ချင်းမိုင်တက္ကသိုလ်ရှောက်ပြီဆိုလို့ရှိရင် तू က3ဆင့်သွားတယ်ပေါ့နော်မရီပထမတစ်ဆင့်ကကြတော့ application form တင်ရတယ်နောက်တစ်ခုကကြတော့ဒီ application form မှာအမခုနပြောရဒီအထက်တန်း FS ရင်းတွေရော GED ဘာညာအကုန်လုံးတင်ပေးရတယ်ပေါ့နော် तू ကအရင်အဲ့ဒါကြီးကိုတိတ်မကြည့်တော့ဘူးဘာလို့လဲဆိုတော့အဲ့ဒီ application form တင်တဲ့သူတော်တော်များများက तू လိုချင်တဲ့ requirement ပြည့်စုံနေဆိုလို့ရှိရင် तू ကအဲ့မှာ pass ဖြစ်ခွင့်ပေးလိုက်တယ် pass ဖြစ်ခွင့်ပေးပြီးတော့မှဘာကိုပြန်သွားချိလိုက်မလဲဆိုတော့CMU မှာဆိုလို့ရှိရင်တော့ तू က entrance exam ကိုအရင်သွားချိလိုက်မယ် entrance exam အမတို့ major မှာဆိုလို့ရှိရင် entrance exam မှာအမှတ်အများဆုံးရရတဲ့ဆိုလို့ရှိရင်သူတို့4နှစ်စာ scholarship တောက်ပေးရပေါ့နော်အမှတ်အများဆုံးရရယောက်ျားလေးတယောက်မိန်းကလေးတယောက်သူတို့အဲ့2ယောက်ကို4နှစ်စာ9000ခွဲအကုန်လုံးပေါ့နော်ဆိုတော့ကျောင်းသားကလုံးဝပေးစရာမလိုဘူးသူတို့အဲ့လိုမျိုးscholarship တွေပြန်ပေးရမျိုးရှိရပေါ့နော်အဲ့တော့GED အမှတ်တို့အထက်တန်းအမှတ်တို့အဲ့လိုမျိုးထပ်စားလို့ရှိရင်သူတို့ပြီးတော့သူတို့ interview လည်းပြန်ပြီးတော့ခေါ်ရဲပေါ့နော်ဟိုမှာ scholarship ရှောက်တယ်လို့ပဲ CMU က entrance ဖြေပြီးသွားလို့ရှိရင်လည်း तू က interview ပြန်ခေါ်တယ်interview ခေါ်ပြီးတော့စိတ်ဝင်စားလားဘယ်လိုလဲအဓိကတော့အမစိတ်ထင်တော့သူတို့အဲ့လိုကိုယ့်ရဲ့ verbal English skill ကိုစစ်ချင်တာပါလိမ့်မယ်ပေါ့နော်အကယ်၍ကို interview မှာလည်းကောင်းလုပ်နိုင်တယ် entrance exam မှာလည်းကောင်းလုပ်နိုင်တယ်ဆိုလို့ရှိရင်တော့အရင်ကြီးအဲ့လိုမျိုးအထက်တန်းအမှတ်ကိုအရင်မကြည့်ဘူးပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ရှင်ပြီးတော့နောက်မေကွန်လေးကတော့တဲ့ညီမကြားဖို့တာတက်ဆိုင်ရာ University ရဲ့ semester ပြီးရင်နောက်ထပ် summer semester ဆိုပြီးကြားဖို့လို့ပါရှင်တဲ့ summer semester ကထပ်
자, 탈다고 로라신, search လုပ်ရင်းနဲ့ Bangkok University ရဲ့ major တချို့မှာတွေ့မိလို့ပါရှင် University နဲ့ဆိုင်မလားမသိဘူးရှင်နဲ့မိထားပါတယ် အဲ့ဒါဟုတ်တယ် university နဲ့ပဲဆိုင်မဲ့ထင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အမားတို့ university မှာဆိုလို့ရှိရင်အဲ့လို summer semester ဆိုပြီးတော့သူမရှိဘူးပေါ့နော်။ summer ဆိုလို့ရှိရင်အကုန်လုံးပိတ်တာပဲ။ဒါပေမဲ့summer program တွေတော့ရှိတယ်။ summer program ဆိုတာတက္ကသိုလ်ကနေပြီးတော့မှအဲ့လိုအပြင်တီးသန့်အနေနဲ့ပြန်ပြီးတော့မှဖွင့်တဲ့ program တွေပေါ့နော်။ဥပမာအမားတို့ဒီ CMU မှာဆိုလို့ရှိရင်အရန်နာမည်ကြီးရဲ့ program ကြာအဲ့ summer အတွင်းမှာဖွင့်တာ။အဲ့ဒါကြတော့ကျောင်းသားမှမဟုတ်ဘူး။တခြားအပြင်ကသူတွေလည်းရှောက်လို့ရတယ်။တချို့ဆိုလို့ရှိရင်အဲ့ဒီအပြင်ကနေပြီးတော့ရှောက်တဲ့သူမြန်မာနိုင်ငံကလာပြီးတော့မှရှောက်တဲ့သူတွေရှိတယ်အဲ့ဒါဆိုသူတို့ visa ပါပေးတယ်ပေါ့နော် visa ဆိုပေမဲ့လည်းအဲ့လို ED+ ကြီးရောမရဘူးပေါ့အမတို့ခဏနေလို့ရတယ်အဲ့လို short term visa ပုံစံမျိုးလေးသူတို့ ensure လုပ်ပေးအဲ့လို summer program လေးရှိတယ်ပြီးတော့ semester ကကြတော့အဲ့လို semester ကြီးတစ်ခုအနေနဲ့တက်ရတာတော့မရှိဘူးပေါ့နော်ပြီးတော့ तू ကလေ public university တော်တော်များကြ private နဲ့ကွာတာတခုကသူတို့စီမှာကျောင်းဖွင့်တဲ့ timeline ကတမတ်ထဲရှိတယ်ပေါ့နော်တမတ်ထဲရှိရဆိုဥပမာ तू ကဟိုချင်းမာရကြမြန်မာနိုင်ငံဟာနဲ့တော်တော်လေးဆင်တယ်မြန်မာနိုင်ငံဟာနဲ့တော်တော်လေးဆင်တယ်ဆိုတော့ तू ကကြတော့ဥပမာ January ရောက်ခဲ့တယ် June လကနေပြီးတော့အပါတွေ June July August September October September October လောက်ဆိုလို့ရှိရင် तू ကအဲ့ဒါပြီးသွားပြီ first semester သူပြီးသွားပြီပြီးသွားလို့ရှိလို့ရှိရင် तू အဲ့ဒီဂျားထဲမှာခဏနှစ်ပတ်လောက် break ရတယ်နှစ်ပတ်လောက် break ရပြီးတော့ဖြစ်နောက်တော့ second semester ပြန်တက်တယ် second semester ဘယ်တော့ပြီးလဲဆိုတော့ဘာတွေ April လောက်မှာပြီးရ April လောက်မှာပြီးရဆို तू က May နဲ့ June နဲ့ sorry April တော့မဟုတ် March လကုန်လောက်နော်ဟုတ်တယ် March လကုန်လောက်မှာပြီးရဆိုတော့ April နဲ့ May ပေါ့နော် June လအကြောင်းပြန်မဖွင့်ခင်သူကအဲ့ချိန်မှာလုံးဝပိတ်ထားတာဘာ program မှလည်းမရှိသလိုဘာ program မရှိတော့ဘာကျောင်းမှမတက်ရဘူးပေါ့နော်ဆိုတော့အဲ့မှာဆိုကျောင်းသားတွေတော်များလည်းအိမ်တွေပါအကုန်လုံးပြန်ကြရမျိုးရှိတယ်ဒါပေမဲ့အဲ့လိုမျိုး private university တွေကြတော့အမစိတ်ပြင်သူတို့စီမှာအဲ့လို summer semester တွေပါရှိမယ်တင်တယ်ဘာကြောင့်လဲဆိုတော့သူတို့ကကြတော့ intake တွေခွဲပြီးတော့ခေါ်တာလည်းများတယ်ပေါ့နော်တချို့ဆိုလို့ရှိရင် August intake တို့တချို့ဆိုလို့ရှိရင်အဲ့လို spring intake တို့ summer intake တို့အဲ့လိုဟာမျိုးရှိရဆိုလို့ရှိရင်တော့သူတို့ကအဲ့လိုခွဲပြီးတော့ခေါ်ကြရမျိုးရှိရပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်မိကွန်းလေးကတော့ Ransett University အကြောင်းလေးပြောပြပေးလို့ရမလားတဲ့မိထား Ransett ကကြတော့အမတို့တွေသူကဟိုဟာ private university ပေါ့နော် private university ဖြစ်တယ်Ransett ကိုအမရောက်တော့ရောက်ပြီသူကအဲ့ဘန်ကောက်မှာရှိတာဒါပေမဲ့ဘန်ကောက်မှာဆိုပေမဲ့နည်းနည်းမြို့တယ်နဲ့နည်းနည်းလမ်းတယ်ပေါ့နော် Ransett ကကြတော့ Ransett မှာနာမည်ကြီးတာကကြတော့အမစိတ်နေ IR ထင်တယ်ဟုတ်တယ် international relation တော်တော်နာမည်ကြီးရလို့ထင်တယ်ဘာလို့အမအသိရတော်များ Ransett မှာဆိုလို့ရှိရင်အဲ့ IR တော်တော်များများသွားတက်ကြတယ်ပြီးသွားရင်သူက hospitality ဘိုင်းနဲ့ဆိုင်တဲ့ဟာမျိုးတွေလည်းရှိမယ်လို့ထင်တယ်ပေါ့နော်ဟို Ransett ကလည်းကောင်းပါတယ်ဟိုသူက private uni ဖြစ်တယ်ပေါ့နော်ဆိုတော့ public uni နဲ့တော့မတူတာကြာမှခုနပြောလို့ public uni တွေကကြတော့သူကသူ့ရဲ့အဲ့လိုတသမတ်ထဲသွားတာမျိုးရှိရယ် maybe Ransett တို့အဲ့လို Bangkok University လို့ဆိုလို့ရှင်တော့ခုနပြောသလို intake တွေကွာနိုင်တယ် intake ခွဲခေါ်တာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ပို့ပြီးတော့သိချင်တယ်ဆိုလို့ရှင်တော့အမတို့ website ထဲကိုတစ်ချက်တော့ဝင်ကြည့်ပေါ့နော်ဒါပေမဲ့နေရာနေထားရဆိုလို့ရှင်တော့အမသွားတော့ဆိုလို့ရှင်သူကမြို့ရဲနေတော့နည်းနည်းလေးလှမ်းတယ်ပေါ့နော်ပြီးတော့ Ransett မှာတော်များကမြန်မာတွေလည်းအများများပါတယ်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီမှာ Shell ဆိုတဲ့တယောက်ကလက်ထောင်ထားလို့ဗာလေးမေးချင်တာရှိတယ်ပေါ့နော်မေးလို့ရပါတယ်ရှင်ဟုတ်ဟာညီမသိချင်တာကြောင့်လေခုန exchange program ရှိရဆိုပြီးပြောတယ်ပေါ့နော်အားကြောင့်လေအကယ်ကိုအားကြောင့်လေ scholar ရထားရဆိုရင်အဲ့ exchange program အတွက်ကကြတော့အဆင်ပြေပါမလားပြီးတော့ကြတော့တော်တော်များများကတူတူ program နေနဲ့သွားတဲ့ဟာတွေလည်းရှိရပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့သူတို့ကအဲ့တူတူ program ကိုတစ်ဖက်နိုင်ငံမှာမသွားဘဲနဲ့လေဒီဘက်နိုင်ငံမှာပဲဖြည့်တဲ့ဟာတွေလည်းရှိရပေါ့နော်အဲ့ဒီဟာကိုရောနေလို့အဲ့ဒါအဆင်ပြေလောက်မလားကိုက scholar ယူထားရဆိုရင်အဲ့လိုမျိုးတူတူနဲ့ exchange သွားလို့ရတော့ပါမလားအဲ့လိုတွေလည်းသိချင်လို့scholar ကြတော့ညီမလေးပြောချင်တာအဲ့လို child stream တို့ဒါမှမဟုတ် university ဘက်ကပေးရဲ့ scholar ကိုပြောချင်တာလားဟုတ်ကဲ့okay အဲ့ဒါကြတော့အမစိတ်တွေအရင်တော့ပြဿနာမရှိဘူးလို့ထင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဟိုအမတို့စီမှာ exchange ရကြတော့အမတို့ဟိုတချို့ major တွေဆိုလို့ရှိရင်တော့ semester တစ်ခုစာသွားပြီးတော့သွားလိလာရတာမျိုးရှိတယ်။အမဂျပန်တို့ဘာလို့သွားပြီးတော့ပေါ့နော်။ဒါပေမဲ့အမတို့အခုဒီအမတက်နေတဲ့ SSSD ပါကြတော့အဲ့လို semester တစ်ခုဆိုတာထက်ကို तू က2ပတ်3ပတ်အဲ့လိုမျိုးသွားရတာမျိုးပို့ပြီးတော့များတယ်ပေါ့နော်။ဟိုပြီးတော့နောက်တစ်ခါကျတော့အဲ့ဒီဟာတွေအတွက်ကို तू ကတချို့ကြလည်း credit ယူပေမဲ့အမတို့ major မှာဆို credit မယူအဲ့ဒါသူက exchange သွားပြီးတော့လေ့လာရတယ်ဆိုပေမဲ့အဲ့ဒါအတွက်ကိုသူက credit မယူတာဖြစ်တဲ့အတွက်ကြောင့်မလို့အဆင်ပြေပါတယ်ပြီးတော့ဒီ scholarship နဲ့ကြအရင်မဆိုင်ဘူးပေါ့နော်အမဆိုလို့ရှိရင်အခု exchange သွားမယ်ဆိုလို့ရှိရင်တော့အမသွားမယ့်နေရာစင်ကာပူနဲ့ဟောင်ကောင်နှစ်ခုတည်းတစ်ခုဒါပေမဲ့အမသိတော့မသိချသေးဘူးပေါ့နော်သူတို့ပြန်ပြီးတော့ပြောလိမ့်မယ်တဲ့ဆိုတော့အဲ့ဒီသွားမယ်ဆိုလို့ရှိရင်အမတို့ကိုယ်တိုင်ကအမအခုရထားတဲ့ data rising ကိုအမ found တင်ပြီးတော့မှအမတခြားလိုအပ်တဲ့ expense တွေကိုသူတို့စီမှာပြန်ပြီးတော့တောင်းလို့ရတယ်
ဆိုတော့ scholarship ကိုယ်တိုင်ဟိုကလည်းအကယ်၍ကျောင်းသားတွေ exchange ရပြီဆိုလို့ရှိရင်သူတို့ကိုယ်တိုင်လိုအပ်တဲ့ additional funding တွေဖြည့်ပြီးတော့မှလွှတ်ပေးလေးရှိရပေါ့နော်ဆိုတော့အရင်တော့အဲ့လိုမျိုး confuse ဖြစ်ဖို့တော့အရင်မရှိဘူးပေါ့နော်အဲ့ဒါကြတော့ ဟုတ်ကဲ့နောက်ထပ်တစ်ခုကကြတော့လေအဲ့လိုမျိုး scholar မျိုးတော့ပဲနဲ့တူတူ program တွေနဲ့တက်မယ်ဆိုရင်ရောအဆင်ပြေလားဗလားအဲ့လို ဘယ် ဒီမှာသိချင်တယ် လို ပေါ့ မျိုး နော် ပြောစင်တာလဲ scholar ဆိုတာကြတော့ oh sorry scholar လို့ပြောတာနော် scholar မယူဘဲနဲ့တူတူ program တက်အဲ့ဒါကြတော့လေ Thai Public University တွေမှာမရှိဘူးထင်တယ်အမစိတ်ထင်လေအဲ့လိုမျိုးကတော့အဆင်မပြေဘူးထင်တယ်ဘာကြောင့်လဲဆိုတော့သူတို့စီမှာအဲ့လို transfer လုပ်လို့ရတဲ့ဟာမျိုးတွေအဲ့လို semester တွေအဲ့လိုပြောင်းပြီးတော့တက်တဲ့ဟာမျိုးတွေကကြတော့တော်တော်လေးနဲ့ရှားတယ်ပြီးတော့အမဆိုလို့ရှိရင်အမတိုင်းပြောရရင်ဟိုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်အမဟို private uni ရပဲပေါ့နော် LAP ရပဲအမ social နဲ့ပဲဟို second year ထိပြီးထားတယ်ဒါပေမဲ့ဒီဘက်မှာလာပြီးတော့ credit transfer လုပ်လို့မရအောင်အဲ့ဒါမြန်မာနိုင်ငံ uni မှာမဟုတ်ဘူးပေါ့နော်သူတို့တခြားနိုင်ငံ uni ဆိုလို့ရှိရင်လေဒီဘက်မှာလာပြီးတော့မှအဲ့လိုဟို credit transfer အဲ့လို program တွေလာပြီးတော့ပြောင်းပြီးတက်လို့မရဘူးတော့မှထင်တယ်ပေါ့နော်ဒါပေမဲ့အမတို့ uni ကိုတော့တခြားအဲ့ဒီနိုင်ငံကနေ exchange လာတဲ့အကြောင်းသားတွေရှိတယ်ဆိုတော့ဂျာမနီတို့အဲ့လိုမျိုး UK တို့ဘက်ကနေပြီးတော့ exchange လာတဲ့အကြောင်းသားတွေရှိသူတို့ကတော့ရတယ်ပေါ့နော်ဒါပေမဲ့အမတို့ဘက်ကကြာဒါပေမဲ့အဲ့ဒါလေးဟို major ပေါ်မူတည်ပြီးတော့လည်းကွာမယ်ထင်တယ်အမတို့ major တစ်ခုလည်းမရတာမျိုးလည်းဖြစ်နိုင်တယ်ဒါပေမဲ့တခြား major တွေဆိုလို့ရှိရင်လည်းရကောင်းရနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါတော့အမတေချာတော့အရင်တော့မသိ ဟုတ်ဖြည့်ပြီးတော့ကျေးဇူးတင်ပါတယ် ပါတယ် ဟုတ်ကဲ့ပါရှင်ဒီ question လေးရနောက်ဆုံးတစ်ခုပဲကြံပါတော့တယ်လို့ထင်ပါတယ်နော်ခုတော့ chat ထဲမှာ What is Thai as a foreign language TFU it doesn't mean we have to learn Thai language လို့မိထားပါတယ် ဟုတ်တယ် तू က Thai language သင်ရမှာအဲ့ဥစ္စာကြတော့လေ Thai language ကကြတော့ तू ကဟိုဘယ်လိုပြောရမလဲဆိုတော့ကိုယ့်ရဲ့ second language တစ်ခုအနေနဲ့သင်ရမယ်လို့ပေါ့နော်ပြီးတော့ तू က major တစ်ခုအနေနဲ့ထားတာဆိုတော့ဟုတ်ပါတယ် Thai ကိုသင်ရမှာအဲ့ဒါကြတော့ ဟုတ်ကဲ့ပါရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီမှာတယောက် Rachel ဆိုတဲ့တယောက်လက်ထောင်ထားတယ်ပေါ့နော်မိလို့ရပါတယ် ကဲဟုတ်ကဲ့ပါညီမအတန်တခြားကြားရတာမသိဘူးနော် ဟုတ်ကြားရပါတယ် CMU အကြောင်းပဲမေးချင်လို့ပါညီမကဒီ CMU ကိုအခု first round ကိုဗျာဒီ environmental science နဲ့ application found တင်ပြီးသွားပြီပေါ့နော်အဲ့ဒါဒီ entrance exam အတွက်ပြင်နေတာကိုဒီ subject test ကတော့သူကတစ်ခုနဲ့တစ်ခုမတူဘူးဆိုတော့လေအဲ့ဒါတော့ထားလိုက်ပါတော့ဒီ English test အတွက်ကလေညီမကဒီ themesis ကဟို CU get ကိုအဲ့ဒီအတိုင်းပြင်နေတာပေါ့နော်အဲ့တော့လေဒီ CMU က English test ကဘယ်လိုမျိုးလေးလဲဆိုတာလေတစ်ချက်တော့ sharing လုပ်ပေးလို့ရမလားယင်ဟိုဘယ်လိုဘယ်အပိုင်းတွေကိုပို့ပြီးတော့ focus ထားရင်အဆင်ပြေမလဲပေါ့နော်ဟုတ် okay ဆိုတော့ CMU English test ကလေပြောရဆိုအရန်လွယ်ပါတယ်။တော့ child play ပဲပေါ့နော် child play မှာတကယ် child play ပဲအရန်လွယ်။ तू ကဟိုကအမတို့ speaking တော့မပါဘူး။ speaking ကတော့အမစိတ်ထင် interview မှာ तू ပြန်ပြီးတော့ verbal ကိုပြန်ပြီးစစ်လိုက်တယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီ written English မှာကျတော့ तू က writing တော့မပါဘူး။ဘာလဲဆိုတော့ vocabulary ပါတယ် reading ပါတယ်ပြီးတော့အမတို့ listening ပါတယ်ပေါ့နော်။ဟိုအရန်လွယ်ပါတယ်။တအားကြီးအဲ့လို pressure ကြီးအရန်မထားနဲ့ပေါ့နော် English test နဲ့ပတ်သက်ပြီးတော့ဟိုက ES ကကြတော့လေ तू ကဒီနေ့အဲ့လိုဟို entrance exam ဖြေရလားအဲ့လို သူက regular track ကပဲတဲ့ okay regular track က ES ရယ် SSD ရယ်က regular track ကပဲရှောင်ရမှာတဲ့ okay ဟုတ်ပြီဘာဖြစ်လဲဆိုတော့အရင်နှစ်တွေတုန်းက ES ကလေ तू ကဟို entrance exam မဖြေခဲ့ရအောင် तू ကလေအဲ့လို special track နဲ့သွားတယ်ထင်တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ကျတော့ तू ES တော့ဘာလို့ကကြတော့လေဘာဖြစ်နိုင်လဲဆိုတော့အမတို့ဒီတချို့ကလေးတော်တော်များများကြတော့ GED နဲ့လာကြရရှိရပေါ့နော် GED နဲ့လာကြတဲ့ကလေးတွေကကြတော့တချို့ဆိုအရန်ငယ်တယ်16 19ပေါ့နော်အဲ့လိုမျိုးလာဆိုတော့ဒီဘက်က ES ကသူတို့အတွက်အရန် struggle လုပ်ရတယ်သူတို့အဲ့လိုမျိုးအမကြားဘူးရပေါ့နော်အရန်တွေကွာ math ကကြတော့အဲ့လို calculus တွေပါတယ်အရန်တွေပါလာတဲ့ခါကြလို့ရှင်သူတို့အတွက်ကဒီ GED နဲ့တောင်မှအရန်ကွာသွားတယ်လို့သူတို့ပြောကြတယ်ပေါ့နော်ဟိုအဲ့တော့အဲ့လိုလေးနည်းနည်း struggle ဖြစ်တာမျိုးလေးဖြစ်နိုင်တာဖြစ်တဲ့အကြောင်းအမစိတ်ထင်ဒီနှစ်ကိုသူတို့အဲ့လို entrance exam နဲ့ပြန်ပြီးတော့ပြန်ခေါ်လိုက်တယ်လို့ထင်တယ်ပေါ့နော်ဆိုတော့good luck ပါလို့เนาะအဆင်ပြေပါစေဒါပေမဲ့ English စာအဲ့လို test ကိုလည်းအရင် pressure မထားပါ သူကတော့ဒီ subject test ကို fundamental environmental science လို့ပဲတော့ပြောထားတယ် maths တွေပါတော့မပေါ့ okay အဲ့ဆိုတော့အဆင်ပြေပါပါဒီ ES နဲ့ပတ်သက်တဲ့ဥစ္စာလေးပဲလေ့လာသွားလိုက်လို့ရှင် ဟုတ်ကဲ့ပြောလေဒီ CMU ကလေတွန်ကရောအဆင်ပြေလောက်မှာဒီအပြင်မှာပဲနေရအဆင်ပြေတော့ဒါမှမဟုတ်လို့ရှိရင်ဒီကျောင်းသားတွန်မှာပဲနေရအဲ့ဒါ okay
ဟိုက CMU မှာလေ dorm ကကြာ female dorm နေတော့အများကြီးပဲပေါ့နော်ဒါပေမဲ့သူကကြတော့ဟိုကလက်ညံมาရမှာဒါကြောင့်လက်ညံมาရအောင်ဆိုတော့သူကအဲ့လို dorm ဖွင့်တဲ့အချိန်ရှိရပေါ့နော်အဲ့မှာ website ကိုဝင်ရမယ်ဆိုထိုင်းနေရရန်လက်ညံတယ်ပေါ့နော်သူတို့ဘယ်ချိန်မှစောင့်နေလဲဆိုတော့မသိဘူးအမတော်ကဆိုလို့ရှိရင်ဝင်တာလုံးဝပွင့်ချင်းဝင်တာကိုလုံးဝအခန်းတွေအကုန်ပြည့်သွားတာအဲ့လုံးဝနေလို့မရဘူးအမပေါ့နော်ပြီးတော့ dorm ကအရန်တက်တာတယ်ဈေးရကြတော့ပေါ့နော် semester တစ်ခုမှာ तू အဲ့လိုတစ်ခါတည်းပုံပြီးတော့ပေးလိုက်ရတာဥပမာ semester တစ်ဖြတ်ကို8000ဆို8000 6000ဆို6000ဆိုတစ်လချင်းစီပြန်ပြီးတော့တွက်လိုက်မယ်ဆိုလို့ရှိရင်အဲ့လောက်မကြဘူးပေါ့နော်အပြင်မှာနေရလဲအဆင်ပြေပါတယ်အမဆိုလို့ရှိရင်အမအခုနေတဲ့ဒီ fee အခန်းဆိုလို့ရှိရင်တယောက်အခန်းပေါ့နော်တယောက်အခန်းဆိုလို့ရှိရင်အမ1800တော့ပေးရတယ်2800ဒီမှာဆိုအရန်နည်းတဲ့ပမာဏလို့ပြောလို့ရတယ်ပေါ့နော်အဲကြောင့်အမခုနပြောဆိုတော့အမ6000လောက်နဲ့ cover ဖြစ်တယ်ဆိုတော့ဥပမာကွာဒီထားပါတော့မီတာကားတွေဘာတွေနဲ့ဆိုလို့ရှိရင်3000ပေါ့3000ဆိုလို့ရှိရင်ဒီအိမ်လကအဆင်ပြေတယ်နောက်ထပ်3000လောက်ကိုအမတေချာလေးချိုးချိုးချင်းနဲ့စားနိုင်တယ်ဆိုလို့ရှိရင်နောက်ထပ်3000လောက်အဆင်ပြေတယ်ပေါ့နော်အဲကြောင့်ချင်းမာရရန် expense တက်တာတယ်ဒါပေမဲ့တခုရှိရာကြတော့ကိုလာမယ်ဆိုလို့ရှိရင်အိမ်တွေတော့ကြိုပြီးတော့ရှာထားတာပို့ပြီးအဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုတော့ဟို university ဖွင့်တဲ့အချိန်ဆိုလို့ရှိရင်အရန်အိမ်တွေကအရန်ကြည့်ရပေါ့နော်ဘယ်လိုသွားရှာဘယ်အိမ်မှတွေ့မှာမဟုတ်အရန်ဈေးကြီးရဲ့အခန်းတွေပဲကျန်တော့တာဆိုတော့အကယ်အပြင်မှာနေရဆိုလို့ရှိရင်တော့ကြိုပြီးတော့ရှာထားပါဒါပေမဲ့ dorm မှာနေရဆိုလို့ရှိရင်တခုရှိရာက dorm ကကြတော့သူကအကယ်၍ကွာဟိုအမတငယ်ချင်းတချို့ဆိုလို့ရှိရင်သူကအဲ့လိုအထုပ်ကြီးဆွဲပြီးတော့ dorm ရှေ့ကိုသွားတယ်ပေါ့နော်ပြီးတော့အထုပ်ကြီးဆွဲပြီးတော့ dorm ရှေ့ကိုသွားပြီးတော့သူတို့လုံးဝနေစရာမရှိတော့ပါဘူးဆိုပြီးသူတို့သွားပြောတယ်ဆိုလို့ရှိရင်တော့လွတ်နေတဲ့အခန်းတွေမှာသူတို့ပေးနေတယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ website ကနေပြီးတော့ဝင်ပြီး book တာတော်တော်လေးတော့ခက်တယ် ဟုတ်ကဲ့ဟုတ်ကျေးဇူးပါ ဟုတ်ပါ ဟုတ်ကဲ့ပါရှင်ဒီမှာမေးစရာquestion လေးရှိသေးတာပေါ့နော်အချိန်လေးရတယ်နည်းနည်းကြော်နေပြီဆိုတော့မရှိတော့ဘူးထင်တယ်ဟုတ်ကဲ့ပါအဲ့လိုဆိုရင်ညီမဆက်ပြီးတော့ပြောလိုက်ပါတော့မယ်နော်ဟုတ်ကဲ့ပါအမဒီ question လေးတွေကိုတည်တည်ချာချာလေးရှင်းပြပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်เนาะဒီ participants လေးအနေနဲ့လည်းစိတ်ဝင်စားစွာနဲ့ question လေးတွေကိုမေးပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဒီ webinar လေးမပြီးခင်မှာညီမပြောချင်တာတစ်ခုရှိရပေါ့เนาะဒီအခု Zoom chat ထဲပို့လိုက်တဲ့ feedback form လေးပေါ့เนาะဒီ group ထဲမှာလည်းထပ်ပို့ပေးပါမယ်ဒီအခုကတော့ feedback form လေးကို Zoom chat မှာပို့ထားတဲ့ဟာအချိန်ရှိရင်ဖြည့်ပေးကြပါအောင်เนาะညီမတို့ဘက်ကလည်းလိုအပ်တာလေးကိုသိနိုင်လို့ပါညီမတို့ Uniland ဘက်က form ဖြည့်ထားတဲ့ participants လေးတွေကိုလည်းလက်ဆောင်လေးတွေပြီးတော့မဲ့ giveaway စီစဉ်လေးရှိရမို့ဒါကြောင့်အားလုံးဖြည့်ပေးကြဖို့မမေ့ပါနဲ့เนาะ thank you so much ပါဟုတ်ကဲ့ပါဒီအလေးပြောပြတော့ပြီဆိုတော့နောက်ဆုံးwebinarလေးကိုအဆုံးသတ်လိုက်ပါတော့မယ်ရှင်ရရှိလာတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ် sharing လုပ်ပေးသွားတဲ့မနန်းချွန်ချွန်ကျော်ကိုလည်းတက်ရောက်ပေးပြီးတော့ဒီအကြောင်းလေးကိုတေချာလေးရှင်းပြပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်เนาะဒီနေ့ကတော့နောက်ဆုံးရက်လေးမို့ဒီနေ့ကရောအရှိရက်တွေကတော့တက်ရောက်ပေးတဲ့လူတွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်လာမယ့်webinarလေးတွေမှာလည်းပြန်လည်ဆုံတွေ့မယ်လို့မျှော်လင့်ပါတယ်ဒီနေ့webinarလေးကိုအဆုံးသတ်လိုက်ပါတော့မယ်ရှင်အားလုံးပဲလာရောက်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် have a pleasant night ပါရှင်